the 4 weeks of prosperity အောင်မြင်ကြီးပွားဖို့အတွက်အခြေခံ14ပါတော့ဒုံးမြန်ကြီးတွေအာဂတာတဲ့အထိရောက်ချင်တယ်သူ့ရဲ့ engine power ဘယ်လောက်မြင်ရလဲဟုတ်ပြီနော်အမြင့်ထိရောက်ချင်အဲ့ဒီ engine power ကြီးအကြီးတက်ထားကားတွေရွေ့ကျင်တယ်ကားဘိန်းလေးဘိန်းလုံးကောင်းပြီးတော့လေဘက်အားရောစွမ်းဆောင်ရောပြည့်ဒီကားဟာသူရည်မှန်းချက် goal ပေါ့တို့မို့ destination ပန်းတိုင်ကိုရောက်သွားတယ်လူတစ်ယောက်လည်းဒီတိုင်းပဲတဲ့အောင်မြင်ခြင်းနဲ့ဆိုရင်သူ့ရဲ့အခြေခံအည်သွေး၄ခုရှိနေရမယ်တဲ့အည်သွေးပဲတစ်ခုတော့ဘိန်းလေးဘိန်းတက်မှာနော်ခြေတော့ကတော့2ချောင်းဟုတ်လားခြေတော့က2ချောင်းပါရဲ့နော်ဒီမှာဘုန်းတို့ခြေတော့နဲ့သွားရင်တော့အကြာကြီးပေါ့ဘိန်းတက်ပြီးသွားမယ်ဟုတ်လားဘိန်းတက်ပြီးသွားမယ်အဲ့ဒီဘေးလေးဘေးကိုဘုံဘုံဟောတာမဟုတ်ဘူးဖះဟောတာအဲ့ဒီဘေးလေးကိုဘုန်းတို့အခုခေတ်မီနည်းပညာနဲ့ချင်းကပ်ပြီးလေ့လာကြည့်အောင်နော်ဘုံဘုံကစေတနာကထီလို့ဖះဟောတွေကတန်တိကိကအကာလိကကျင့်ချင်းတဲ့သူကိုလက်တွေ့ကြကြအကျိုးပေးတယ်ခေတ်ကာလဘလောက်ပြောင်းသွားဘယ်ခေတ်နေအမြဲတမ်း upgrade ဖြစ်နေတယ်ပေါ့ကွာအဲ့တော့မြတ်စွာဘုရားရှင်ကဒီလေးခုတည်ဆောက်တာဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ဟောခဲ့တာအခုလဲတာပဲလေးခုကတစ်ခုညော့သွားလို့ရှော့လို့မရဘူးဟိုအဲ့လေးခုပြင်ကိုနောက်ထပ်2ခုလောက်ထပ်ချိန်လိုက်လို့မရဘူးလားမလို့ကြီးပြည့်စုံတယ်အဲ့ဒီဟာကိုဘုန်းဘုန်းတို့ဒီနေ့လေးလာကြအောင်နော်ဘုံဘုံကပြီးရင် question answer အချိန်တွေအမြဲတမ်းပေးတယ်ဘုံဘုံရဲ့ discussion အချိန်တွေအမြဲတမ်းပေးတယ်ဒါကြောင့်မသိရင်မေးချင်တာရှိရင်မေးမယ်ဆွေးနွေးချင်တာရှိရင်ဆွေးနွေးမယ်ဒါမှမဟုတ်ဘုံဘုံပြောတဲ့တည်းကနေဘာလေးတွေရလိုက်လဲလို့ပြန်ပြောချင်လဲပြောလို့ရတယ်နမို့တို့ထိုက်တင်ုံတက်တော့မဟုတ်ဘူးနော်တရားတက်လာဟောတာမဟုတ်ဒါဘုံက training ပေးတယ်လို့ပဲပြောတာနော်ဒီနေ့နဲ့မနေ့ကဘုံအချိန်2နာရီပေးမယ်အောင်မြင်ကြီးကခြေခံ14ပါနံပါတ်1ကပฏิရူပဒေတာဝါဒဆက်မြန်မာလိုပြောလိုက်တော့ to dwell in a suitable locality suitable ဖြစ်တဲ့နေရာကိုနေတာပေါ့ suitable locality ပြီးမှဒါကိုအသေးသေးပြန်ရှင်းမယ်နောက်တစ်ခုကသဗ္ဗုဒိတုပနေတိယဆက်တဲ့အဲ့ဒါကိုမြန်မာလိုပြောကြည့် to have a good friends မိတ်ဆွေကောင်းနေကလျာဏမိတ်တာပေါ့သူတော်ကောင်းနေအပေါင်းအသင်းကောင်းနေရှိ good friends ကိုမှရှိနောက်နံပါတ်3ကအတ္တတမ္မပဏိတိဆက်တဲ့အဓိပ္ပာယ်ပါလေတော့ to be on the right path capacity video ပြောတာကိုယ့်ရဲ့အရည်ချင်းတွေကိုဖွံ့ဖြိုးတိုးတက်စေတဲ့အရည်ချင်းတွေကိုတည်တည်ချာချာစနစ်တကျတည်ဆောက်တာအဲ့ဒါကိုအတ္တတမ္မပဏိတိလို့ခေါ်တယ်နောက်တစ်ခုနံပါတ်4ကပုပ္ပေစကတပုံညတာဆက်တဲ့ပြောကြည့်ပါလေတော့အဓိပ္ပာယ်ကအရည်ချင်းတွေကြိုတင်ပြီးတော့စောင့်တည်တာ to have done good deeds in the past အနာဂတ်အတွက်ကြိုပြင်ထားတာပေါ့ဒီနေ့ကဘုံဘုံကတရားဝဲကဒီလောက်မများပါဘူးတရားဟောရတာတဲ့ဘုံဘုံကပို့ပြီးတော့ဘယ်ပိုင်းမှာစိတ်ဝင်စားလဲအခုလို training ပေးရတာတွေဆွေးနွေးပွဲတွေလုပ်ရတာပို့စိတ်ဝင်စားတယ်ဒီနေ့ကပညာတကုံစိတ်ကမ်းမှာသွားပြီးတော့ပြောခဲ့ယနေ့ခေတ်လူငယ်နဲ့အနာဂတ်ပညာရေးဆိုပြီးတော့ဘုံဘုံအမြဲတမ်းပြောတယ်အနာဂတ်အတွက်ကြိုးပြင်ထားအဲ့အနာဂတ်တဲ့ကြိုးပြင်မှုအကောင်းဆုံးချိန်ကအခုချိန်ပဲဟုတ်ပြီနော်အဲ့တော့အခုမင်းတို့ရောက်နေတဲ့အချိန်ဒီထက်ကလေးတွေတော်တော်ကန်ဆိုးတဲ့ကလေးတွေခေဆိုးခေညက်ခေယုတ်ခေဆုပ်ကြီးတွေကိုရောက်လာတာအဲ့ဒါဆိုငကူထက်ပိုးပြီးတော့ဇာတိုးပြီးကြိုးစားဖို့လိုတယ်အဲ့ဒါမမင်းနဲ့ဘုံဘုံတို့ငငယ်တုန်းကဒီလောက်တောင်မကြိုးစားရတယ်ဘူးနည်းနည်းလေးရသေးတယ်ဒါပေမဲ့မင်းတို့ကျတော့ survival ဖြစ်ဖို့တောင်မနဲ့ဒီရှိနေဖို့ကတော်တော်ကြိုးစားအောင်မင်းတို့ရဲ့ပတ်ဝန်းကျင်မှာစိန်ခေါ်မှုတွေနဲ့အခက်အခဲပြဿနာတွေလည်းပိုးများတယ်နော်တကယ်တမ်းပြန်စဉ်းစားကြည့်လိုက်ရင်အခုခေတ်နောက်ရောက်လေကလေးတွေပျော်တဲ့တူနေလာလေပျော်ရွှင်ရတဲ့ကလေးတွေအခုမင်းတို့လူဖြစ်လာတာအခုဒီထဲမှာ10ကျော်သက်လေးတွေပါမယ်တချို့20ဝန်းကျင်လေးတွေပါမယ်အခု10စုနှစ်တစုအတွင်းကိုပြန်ကြည့်ဘောဓိဘတ်တီနဲ့တောင်လိုမြောက်လိုနဲ့လူဖြစ်လာတာတကယ်ကိုခေရုပ်ခေသုတ်ကြီးထဲမှာဖြစ်လာတာအရှိရတကကြီးတို့ကျတော့အဲ့လောက်မဟုတ်သေးဘူးဒါသူတို့ခက်ကနည်းနည်းလေးဆင်ပြေတဲ့အခြေအနေလေးကနေဖြစ်လာတာရှိသေးတယ်ဒါကြောင့်ဘုန်းကဘာကြောင့်ပြောချင်တာလဲဆိုတော့မင်းတို့အနာဂတ်အတွက်ကြိုးပြင်ရမယ်အနာဂတ်ကြတော့ဘယ်ချိန်ရကောင်းလာမှာတော့ဘယ်ချိန်ကောင်းလာမှာတော့ဒီချိန်လေးရဲ့ဘယ်ချိန်ကောင်းလာမှာတော့ဘုံလည်းမသိဘူးအကြမ်းမြင်လည်းမရဟောလည်းမဟောတတ်ဘူးနော်ပိုးတော့ဆိုးဖို့သိကြတယ်ပိုးတော့ဆိုးဖို့သိကြတယ်အခု condition တွေကြည့်ရင်ကမ္ဘာရဲ့ condition တွေကြည့်ရင်ပိုးတော့ဆိုးဖို့သိကြတယ်ဘိုးကောင်းလာဖို့တော့မမျှော်လင့်နဲ့အဲ့ဒီထဲမှာမင်းတို့ဘယ်လိုရှင်သန်အောင်နေမလဲရှင်သန်ပြီးတိုးတက်အောင်ဘာတွေလုပ်မလဲ
အောင်မြင်မှုရတဲ့အချိန်တွေထိကိုဘယ်လိုမျိုးတည်ဆောက်မလဲဒီ၃ချက်ကိုဘုန်းတော်ပြင်ဆင်ရနံပါတ်1ဘာလုပ်မလဲဘယ်လိုရှင်သန်မလဲဘယ်လိုရှင်သန်မလဲ how to survive your life သိသွားမယ်အနေမတက်ရင်ထိုင်မတက်အပြောမတက်အလုပ်ကိုင်မတက်သိသွားမယ်ဟုတ်လားအစိုးရမျိုးပြုတ်သွားမယ်မလို့ရှင်သန်ဖို့ဘယ်လိုကြိုးစားမလဲဒါကိုအရင်ဆုံးစဉ်းစားနောက်နံပါတ်2ဘာလုပ်ရှင်သန်နေပြီဒီတိုင်းတိုင်းနေအသက်တာကြီးတော့လူကအချိန်မစည်းတော့အသက်ကြီးပြီချိန်မစည်းဘူးဆိုတာရှိအဲကြောင့်အဲ့ဒီအသက်ဆိုတာအချိန်ပဲအချိန်ကိုတန်ကျေးရှိအောင်လုပ်လိုက်တာနဲ့အဲ့ဒီအချိန်ဟာကိုယ်ကိုတန်ဖိုးမြင့်အောင်လုပ်တာ time is money အချိန်ဟာငွေပဲ time is gold အချိန်ဟာရွှေပဲ time is everything အချိန်ဟာရတိုင်းပဲတဲ့ Abraham Lincoln က time is everything နဲ့ Abraham Lincoln ပြောရတယ် time is everything နဲ့အဲ့တော့မင်းတို့အချိန်ကိုအလကားသုံးပြီးရင်အလကားလူကြီးဖြစ်သွားမယ်အချိန်ကိုတန်ကျေးရှိအောင်သုံးလိုက်ရင်တန်ကျေးရှိတဲ့လူတွေ valuable person meaningful person အဓိပ္ပာယ်ရှိတဲ့လူသားတန်ကျေးရှိတဲ့လူသားတယောက်ဖြစ်သွားမယ်အဲ့ဒီအတွက်မင်းတို့အသက်ကိုဒီတိုင်းအကြီးခံမလားအရင်ရှင်းပြည့်ပြီးကြီးခံမလားအဲ့ဒါကိုစဉ်းစားဒါကြောင့်နံပါတ်1ဘယ်လိုရှင်းသန်မလဲနံပါတ်2ရှင်းသန်နေတဲ့အချိန်မှာဘယ်လိုတိုးတက်အောင်လုပ်မလဲ how to improve your life ကိုယ့်ရဲ့ဘဝကို improvement ဖြစ်အောင်ဖွံ့ဖြိုးတိုးတက်အောင်ဘယ်လိုလုပ်မလဲနောက်နံပါတ်3ကအောင်မြင်တိုးတက်တဲ့အချိန်တွေရတဲ့အထိဘယ်လိုတည်ဆောက်မလဲဟုတ်နော်နံပါတ်3အောင်မြင်တိုးတက်တဲ့အထိအရေးရှင်းတွေဘယ်လိုတည်ဆောက်မလဲဒီ3ခုကိုဘုန်းတော်ပြောအဲ့လိုပြောတဲ့နေရာမှာအခုဘုန်းတော်ဒီ4ခုကအကုန်လုံးကိုခြုံငုံမိသွားလိုက်မယ်အဲ့ဒီ3ခုလုံးတွေကာဗာဖြစ်ပြီးသားဖြစ် all inclusive ဒီထဲမှာပါသွားမယ်ကဲမြန်မာဘုန်းတော်ကပါဠိလိုပြောမယ်မင်းတို့ကမြန်မာလိုပြောနံပါတ်1အောင်မြင်ကြီးပွားဖို့အတွက်အခြေခံ14ပါးနံပါတ်1ပฏิရူပဒေတာဝတ္တဇတ်တဲ့အဓိပ္ပာယ်ဟာနံပါတ်2ကသက်ဗုဒ္ဓတုပနေတိယဇတ်တဲ့နံပါတ်3ကအတ္တတမ္မာပဏိတိဇတ်တဲ့နံပါတ်4ကပုပ္ပိသကတပုံညတ္တဇတ်တဲ့ဖြစ်တည်ရှိလိုက်တယ်မင်းတို့အတန်ကြားဟိုတာဓုခေါ်ခြင်းခေါ်မခေါ်ခြင်းနေစိတ်ဝင်စားနေတာတာဓုခေါ်တာထက်သေးကြတယ်အဲ့ချင်းမူလူနဲ့ထားပြီးတာဓုခေါ်နေလဲမကောင်းဘူးဟုတ်လားလူငယ်လေးတွေကအဲ့ဒါလို့လူငယ်လေးတွေကတင်ယူနေတဲ့နိုးကြနေတဲ့အတန်မျိုးကိုဘမောကြားချင်တာခြုံခိုးနေတဲ့အတန်မျိုးမကြားချင်ဘူးမှုံရိုးနေတဲ့လူငယ်တွေကိုမမြင်ချင်ဘူးအခုကခြုံခိုးရင်ခုံမဲ့မှုံရိုးရင်ယုံပဲမှုံရိုးနေတဲ့လူငယ်တွေအများကြီးပဲခြုံခိုးနေတဲ့လူငယ်တွေအများကြီးပဲမင်းတို့တန်ကျေးရှိတဲ့စကားတွေကိုကြားချင်တာအဲ့ဒါတန်ချင်းရှိတဲ့အနာဂတ်ဖြစ်လာဟုတ်လားအဲ့ဒီအတွက်ဘုံဘုံကမင်းတို့အတန်တွေကြားတာကျင်တတ်တယ်ဝမ်းသာတယ်ဒီလိုမျိုးအတန်တွေဘုံတို့ကြားခွင့်မရတာကြားပြီဒီလိုအုပ်စုလိုက်ကြီးမြင်ခွင့်တွေ့ခွင့်မရတာကြားပြီအဲ့ဒါတော့ဘုံတို့ဒါကိုဆက်ပြီးလေ့လာကြအောင်နံပါတ်1ကဘာလဲတော့ပฏิရူပဒေတာဝါဒတဲ့တင်းလျော်လျောက်ပတ်တဲ့ရက်ဒေတာတဲ့ဟောအင်္ဂလိပ်လိုပြောလိုက်တော့ suitable environmentအဲ့ဒါကို soft skill ဘက်ကပြောတဲ့အခါကျတော့ strategic environment လို့ပြောတယ်မဟာဗျူဟာမြောက်တဲ့ပတ်ဝန်းကျင်တဲ့လူတစ်ယောက်ကပတ်ဝန်းကျင်ကောင်းမရှိရင်မတိုးတက်ဘူးတိုးတက်ချင်ပတ်ဝန်းကျင်ကောင်းကိုရှားတယ်ကဲဘုံဘုံတို့ဆိုပါတော့သစ်ပင်ဆိုင်မယ်ကွာစိုက်ချင်တဲ့မြေစိုက်လို့ရရပါတယ်မင်းတို့ကလည်းတန်းပြောတာနည်းနည်းတွေးပြီးမှပြောပေါ့စိုက်ချင်တဲ့မြေစိုက်လို့ရတယ်နော်အောင်မြင်ဖြစ်ထွန်းမှုကြတော့အဲ့ဒါသင်္သာတကူဆိုသင်္သာကြီးမှပြောစိုက်ချင်တဲ့နေရာတိုက်လို့ရတယ်တို့တော့အောင်မြင်မှုမတူဘူးတချို့ကျတော့အညောင်းတော်ကောင်းပေါက်နိုင်တချို့ကျတော့အပင်လေးတော်ဖြစ်တဲ့အသီးတွေမွန်းနိုင်ဒါကြောင့်အောင်မြင်ဖြစ်ထွန်းမှုဆိုတော့မြေကောင်းလို့တယ်မျိုးကောင်းလို့တယ်ပတ်ဝန်းကျင်ကောင်းလို့တယ်အဲ့ဒါကိုမြတ်စွာဘုရားကြီးတော့တံပတ္တိဒီလိုပြောတာဒီမှာတံပတ္တိဆက်၄ပါးဆက်အနေနဲ့ပြောတာဒီ၄ပါးနောက်တစ်ခုဩဃတကြတော့မင်းတို့ခုနကြောခဲ့တယ်လေအဲ့ဒါအပယ်၄ပါးဝိပတ္တိတရား၄ပါးဝိပတ္တိတရား၄ပါးသူ့ရဲ့ပြောင်းပြန်ကတံပတ္တိတရား၄ပါးဆိုတာရှိတယ်။ကဲဝိပတ္တိ၄ပါးဘာတွေတုံးကွာကောင်းလိုက်တာကွာအဲ့ဒါဗုဒ္ဓဘာသာဟာဘလောက်ကောင်းလဲနော်နေ့တိုင်းကြောနေတာဘာမှမသိမြင်စီလို့အထီးမှမှမသိဘူးဆိုတာမျိုးပဲနော်ဝိပတ္တိဆိုတာအစိုးညစ်တရားတွေစိုးဥစေတဲ့တရားတွေကာလဂတိဥပရိမဘယောဂ
ကာလမကောင်းဘူးတဲ့အခုဒါမျိုးကိုဝိပဿတိလို့ခေါ်တယ်ကာလမကောင်းဘူးတဲ့ second step was situation bad situation bad second step ခေတ်ကာလအခြေအနေမကောင်းဘူးတဲ့အဲ့ဒါကိုကာလဝိပဿတိလို့ခေါ်တယ်မင်းတို့မှတ်တာကာလဝိပဿတိမှာဘုရားယဟန္တာတောင်ဆင်းရဲဒုက္ခရောက်တယ်မင်းတို့ကတို့ဒုက္ခရောက်တာဘာမှမဆန်းဘူးအဲ့ဒါလူလောကကြီးရဲ့ပြရုပ်ပဲအဲ့ဒါကိုမကြောက်နဲ့မရှောင်နဲ့အဲ့ဒီပေါ်မှာစိတ်တက်ကြပြီးလက်မိုက်ကြနေရမှာမဟုတ်ဘူးမင်းတို့ဘလောက်တန်ပါလဲအဲ့ဒါရေးကြည့်တယ်သေအောင်မတတ်နိုင်ရင်ပိုးတန်ပါတယ်တဲ့ကွာသေအောင်မတတ်နိုင်ရင်ပိုးတန်ပါတယ်တဲ့ကြောက်เสียမလို့ဘူးမင်းတို့ကြောက်ဖို့မဟုတ်ဘူးငါတတိရှိအောင်ပြောချင်တာကာလဝိပဿတိကာလမကောင်းဘူး situation မကောင်းဘူး second step မကောင်းဂတိမကောင်းဘူးတဲ့အပေလေးပါကြာနေအခုလူတွေကွာဒါတော့လူတွေဖြစ်တဲ့အတွက်ဂတိကောင်းပါပဲတချို့ပြောမှာပေါ့ဂတိမကောင်းဘူးဆိုတာမြန်မာပြည်ရောက်နေတာဂတိမကောင်းဘူးလားလို့ပြောအဲ့ဒါဆိုမင်းတို့ကအီဒန်ပို့လိုက်မယ်ဟုတ်မလားဂါဇာပို့လိုက်မယ်လေယီမင်ပို့လိုက်မယ်လေဆိုမာလီယာပို့လိုက်မယ်လေမြန်မာပြည်တဲ့ဆိုတဲ့နိုင်ငံတွေအများကြီးပါမင်းတို့ကသတင်းလောက်ဖတ်ပြီးတော့မြန်မာပြည်ကသုံးစားမရဘူးလို့ထင်မနေပါနဲ့နိုင်ငံခြားမှာဘုံ၈နိုင်ငံလောက်နေခဲ့အဲ့မှာမင်းတို့ဘလောက်ဒုက္ခရောက်လဲဆိုနိုင်ငံခြားရောက်တွေ့လိမ့်မယ်တချို့ကနိုင်ငံခြားသတင်းတွေနားထောင်ပြီးနိုင်ငံခြားသွားတဲ့သူမျိုးဟိုမှာမင်းတို့မလွယ်ဘူးဒီလောက်မလွယ်ဘူးနော်အဲ့ဒါဘုံတို့ကဘယ်နေရာမှာဘလောက်ရှင်းသန်နိုင်အောင်ကြိုးစားမလဲဒါဝိဇ္ဇာကာယဝိထားတော့ကာလဂတိဂတိဆိုတာအပေလေးပါးကြာနေဂတိမကောင်းဘူးလို့ပြောတာဥပတိတဲ့ဘာမကောင်းတာလဲတော့ဥပတိမကောင်းတာဆိုဘာဖြစ်တာယူပါချူချားနေတာပေါ့ကွာသူငါကြည့်ရင်လက်ကြည့်ရင်တရားမရှိတဲ့ယုံမျိုးပေါ့ဒီထဲမှာတယောက်မှမပါဘူးအရှိအသားတွေကလည်းမင်းသားလိုပါပဲတန့်နေတာဟမ်သမီးတွေတန့်ကြပါတယ်ဒီမှာဥပတိမကောင်းဘူးဆိုတာကကိုယ်လက်အင်္ဂါတွေဆုံးရှုံးသွားတဲ့အခြေအနေတွေကိုပြောတာတချို့ကညံညံသွင်းမမိလိုက်ဘူးလူကတွန့်လိန်ကောက်ကွေးလာတဲ့ဟာတွေကိုဥပဒေမကောင်းဘူးလို့ပြောတာ။ကဲဥပဒေမကောင်းတာခဏတာမင်းတို့တစ်တော့မသုံးဘူးလား။တစ်တော့ရဲ့စီဦးကိုသိလား။အဲ့ကောင်အောက်ပိုင်းမပါဘူး။အောက်ပိုင်းတစ်ပိုင်းလုံးမပါဘူး။ခုမင်းတို့သုံးနေတဲ့တစ်တော့လေ။တစ်တာတော်ကြီးကိုလက်မှာချိတ်ပြီးတော့အဲ့ဒါကိုခြေထောက်လိုလှုပ်သွားတာ။တစ်တော့စီကိုအောက်ပိုင်းတစ်ပိုင်းလုံးမပါဘူး။မင်းတို့ဒါဆိုမင်းပြာပုံနဲ့အထမှာမဟုတ်တော့စိတ်တွေကြပြီးတော့လမ်းဘေးရောက်သွားမှာလေလူနေခြုံကြားစိတ်ထားဝတိတဲ့ခြုံကြားစိတ်ကဘယ်တော့မှဘုံပြားမရဘူးတို့တော့စိတ်ထားကိုတာဝရိဏလောက်ထိတင်ပြထားလူနေခြုံကြားစိတ်ထားဝတိစိတ်ကိုအဲ့လောက်ထိအဆင့်မြင့်ထားလို့လိုတယ်ကွာလူမှကြနေပါတယ်ခင်မှမကောင်းပါဘူးပညာမှမတတ်ပါဘူးစိတ်ကအဆင့်မမီဘူးဆိုတော့သေပြီးရတတလုံးနဲ့လည်းမထူတော့ဟုတ်ပြီနော်လူနလန်မထူတောင်စိတ်တော့နလန်ထူဖို့လိုတယ်စိတ်ရေးကြည့်တယ်စိတ်တင်နာနေတိလောကောစိတ်တင်နာပရိကတတိစိတ်တတဧကဓမ္မတတပ်ပိဝဝတမနကုအဲ့လူတွေရဲ့စိတ်ကပဲလောကကြီးဖြစ်စည်းတာအဲ့လူတွေရဲ့စိတ်ကပဲလောကကြီးကိုဖွံ့ဖြိုးတက်အောင်လုပ်တာတခြားသူတွေလုပ်တာမဟုတ်ဘူးအဲ့ဒီစိတ်တွေကလုပ်တာဒါကြောင့်အဲ့ဒီစိတ်ကိုမင်းတို့ဘလောက်ကြန့်ခိုင်အောင်လေ့ကျင့်ထားမလဲဘလောက်အစီအသွေးပြည့်တဲ့ world power ပြည့်တဲ့ English ဖြစ်တဲ့ English အကျိုးစီးပွားဖြစ်ထွန်းစေတဲ့ဟာပေါ့အဲ့လိုစိတ်ထားဖြစ်အောင်ဘယ်လိုမျိုးလေ့ကျင့်ထားမလဲအဲ့ဒါအရေးကြီးတယ်။နော်ဒါကြောင့်မင်းတို့လူနေခြုံကြားနေလဲစိတ်ထားအောင်တာဝရိဏလောက်တင်ပြီးရီမန်းချက်ကြီးကြီးထား။မိုင်းမနေနဲ့9မိနစ်နဲ့4မိနစ်နဲ့ဖင့်မိနစ်နဲ့နောက်10နှစ်နေဒီတဲ့ကလေးတွေပြောင်းသွားမယ်။အသက်အရွယ်တွေလည်းပြောင်းသွားမယ်လူတွေလည်းပြောင်းသွားမယ်ဒီထက်ကတဝက်လောက်ကအလုပ်တွေပြောင်းသွားမယ်ထင်တယ်။ပြောင်းတော့တယ်။နော်ဘုံဘုံထင်တယ်နော်။ခွတ်တယ်ခေါ်တာခုခေတ်ကလေးတွေအလုတ်ခဏအပြောင်းမြန်ဒါပေမဲ့ဒီထဲနေဖွံ့ဖြိုးတိုးတက်သွားတဲ့သူဘယ်နှယောက်လဲဆိုတာလက်ကားချောင်းပြည့်ရင်ကံကောင်းတယ်လူတိုင်းမပြောင်းနိုင်ဘူးစိတ်ထားကောင်းတဲ့လူတွေပြောင်းလဲနိုင်လိမ့်မယ် change your mind change your world ကိုပြောင်းကဘာကြီးပါပြောင်းပြလို့ရတယ် change your mind change your world ကဘာနာမည်ကြီးတဲ့ဒီကုတ်ကလေကိုပြောင်းကဘာကြီးပါပြောင်းလို့ယူလို့ရမဟာဓမ္မကံကြီးလည်းအဲ့ဒါကိုပြောမင်းပြင်ခြင်းတဲ့ကဘာကိုမင်းကိုယ်တိုင်ပြောင်းယူတဲ့မြန်မာပြည်တိုးတက်စေခြင်းတဲ့ဆန္ဒမင်းတို့မရှိဘူးလားငြိမ်းချမ်းခြင်းတဲ့ဆန္ဒမရှိဘူးလားချမ်းသာကြွယ်တဲ့နိုင်ငံကြီးမဖြစ်စေခြင်းဘူးလားပညာတတ်တဲ့နိုင်ငံကြီးမဖြစ်စေခြင်းဘူးလားဘယ်သူလို့ဘယ်ဆိုရမှမလုပ်ခိုင်းနဲ့အစိုးရဆိုတာမင်းတို့ပဲ
မင်းတို့အဆိုးရပဲအေးအဲ့ဒါကိုအိန္ဒြေထိုက်တယ်လို့ပဲကိုယ်စိတ်ကိုအဆိုးရကိုယ်စိတ်ကိုစောင့်ထိန်နိုင်ရင်အိန္ဒြိယပစ္စည်းရောမှာမြတ်စွာဘုရားရှင်အိန္ဒြေကိုဆိုးပိုင်တတ်အောင်လေ့ကျင့်ယူရအဲ့ဒါဆိုရင်မင်းတို့ကဘာကြီးတောင်ဆိုးလို့ရတာကွာမြန်မာပြည်ကိုကောင်းအောင်မဆိုးမိုးနိုင်မဲ့နေပါမလားစဉ်းစားနော်ဒါကြောင့်မင်းတို့ကိုပြောင်းယူရအဲ့အတွက်အရင်ချင်းနေတိဆောက်ထားဖို့လိုလားမလိုဘူးလားပဋိဓုပဒေသဝါဒတဲ့ suitable environment မြန်မာလိုပြောလိုက်တော့ပါတယ်တော့သင်လျော်လျောက်ပတ်တဲ့အရက်ဒေသနေကဲတို့ဇဂဘုံလေးဆိုရိုးလေးပေါ့လေဆိုကြအောင်တို့တရားမပြောင်းသူကောင်းမဖြစ်တဲ့သိခြင်းနဲ့ကြားအဒုက္ခပဲခုနတရားမပြောင်းသူကောင်းဖြစ်လို့ပြောင်းလာပါတယ်ပြက်လက်ပြက်ငါပြောတာပဲသိခြင်းနဲ့ကြားတော့ပြောင်းသူကငါမပြောဘူးလားဆိုတော့နည်းနည်းတော့ခက်တယ်နော်တခုကဘာခိုင်းတာတခုကဘာလို့ခိုင်းတာပြောင်းနေနောက်တစ်ခုကမပြောင်းနဲ့သိခြင်းနဲ့ကြားတော့ပြောင်းနေငါကတော့ထိုင်နေအကောင်းသားတဲ့ဟာနည်းနည်းတော့ဒုက္ခရောက်တယ်နော် crap ဖြစ်နေတာဒီဆိုရိုးတွေက crap ဖြစ်နေတာမဖြစ်ဘူးအဲ့ဒါကလူတယောက်ချင်းသိနေဆိုင်တယ်ဖုံဖုံကရွာမှာနေရွာဖုံကြီးလေးပေါ့ဆွမ်းသာကွန်းသာလိုက်ရမှာပေါ့ပေကြီးဆက်သက်တော့မရလဲဘာမှမဖြစ်ဘူးမေတ္တာတုတ်လေးနဲ့တမနာသက္ကဝေလေးသူရရင်အတုပလူတွေတော့ဒီတေးရှင်ကြီးတွေကတော့မဆိုးပါဘူးငါးကူကအသုံးကြီးနေလို့ပါဆိုတာမျိုးလို့ရွာဖုံကြီးတွေပြောကြဟုတ်လားဆိုတော့ရွာမှာပဲနေမယ်ရွာမှာပဲတင်းတိမ်နေမယ်ဆိုရင်900 1000ရမှာပေါ့ကွာအခုတော့9000 1000ပေါ့ကွာကားစီးမယ်ဆိုရင်လည်းကြောင်းဘုံကြီးဖြစ်ရင်ကားသုတ်လေးတော့သီးလို့ရမှာပေါ့ကွာဟုတ်လားရွာမှာနေရင်လေအဲ့ဒါဘုံကပုဒိတဘောမကြော်သောပုဒိသူ့မရှိဟဲ့တော့ကိုကလည်းပုဒိပွားကိုဖះလည်းပုဒိပွားငါလည်းပုဒိပွားဟာဆိုတတ်တာပဲဆယ်တန်းဖြည့်ပြီးနေရန်ကုန်မှာနေတာတွင်ကုန်နဲ့တက်တယ်နောက်တော့ကိုယ်ပိုင်လုပ်ငန်းတွေလုပ်တယ်ဟိုဘုံတော့မကွေးတိုင်းနယ်ဆက်သွားပြီးရေနံတွင်းတွေတူးတယ်ကိုယ်တိုင်ရေနံတွင်းတွေတွင်းပိုင်တွေလုပ်ပြီးတော့လုပ်ငန်းတွေထူထောင်တယ်နောက်အဲ့ဒါတွေရောင်းပြီးနိုင်ငံခြားရောက်သွားပြန်ရောနောက်ဘုရားအများကြီးဆိုရင်26ကျော်မှာဘုန်းကြီးဝတ်တာလူ့ဘဝမှာတွေ့ကြုံနေအများကြီးရှိဘယ်သူမှဘုံကိုသေခြင်းနဲ့ကြာတော့ပြောင်းလို့မပြောဘူးတရွာလုံးမှာထွန်းလျှောက်ဖောက်ထုတ်တာဘုံတစ်ပါးပဲရှိငါမှ experience တွေအများကြီးအခုအဲ့ဒါကြောင့်ရွာလူတွေနဲ့ရှင်းလိုက်ရင်ငါရဲ့ level အမြင့်ကြီးကိုထင်ကြီးလို့ပြောတာမဟုတ် level အမြင့်ကြီးဖြစ်သွားပြီ experience makes perfect အတွေ့အကြုံကပြည့်စုံစေတာဟုတ်လားအတွေ့အကြုံပြည့်စုံဒါကြောင့်မင်းတို့လှုပ်လောကမှာအလုပ်တွေလုပ်ရင်အမှားတွေအများကြီးတွေ့လိမ့်မယ်မှားမှကြောက်ရင်ဘယ်တော့မှအမှန်တရားမတွေ့ဘူးမှားမှမကြောက်နဲ့အမှားသေးသေးလေးတွေကိုများအတွေ့အကြုံရှိမှအမှားကြီးလွတ်တာကွာတခါမှမမှားဘူးတဲ့ကူကဘုံတိုင်းဆိုအမှားကြီးနဲ့ကြုံတဲ့အခါကျတော့အဖက်ဆယ်မရအောင်မှားသွားတတ်တယ်ဒီမှာနိုင်ဒီမှန်းနေတယ်နော်မှန်းနေတယ်ဆိုတော့ဒီလိုလဲနေတာတကယ်မှန်တဲ့နာကြီးရက်နေတဲ့နာကြီးပဲတနေ့ဘယ်နှချိန်မှန်တော့ရက်နေတဲ့နာကြီးကဒီနေ့2ချိန်မှန်တယ်နော်အဲ့လိုပဲလူကအလုံးမလို့ရင်အမှားမတွေ့ဘူးတဲ့တို့တော့အမှန်တရားလည်းမတွေ့ဘူးလူတွေကမမားကျင်တာပဲရှိတာအမှန်တရားမလို့ကျင်ကြဘူးဘုံအမှန်တရားလို့ကျင်တာမှားပလေးစီဇီဝရေးလုပ်ငန်းတွေရှုံးခဲ့တယ်လူရေးပြဿနာတွေအများကြီးခက်ခဲတွေတွေ့ခဲ့တယ်အလေးညာတွေခံရတယ်အကောက်ကျစ်တွေခံရတယ်ယုံကြည်မှုဖောက်ပြခံရတယ်အများကြီးတွေရှိတယ်အဲအကြောင်းဘုံကအဲ့ဒီဒဏ်တွေကိုခံပြီးတော့အများကြီးတိဆောက်ထားတာအခု42ဆိုတာဟုတ်ပြီနော်42ချင်းတူတယ်တို့တော့ experience ချင်းမတူဟုတ်လားအဲ့တော့ဘုန်းတော်ဒီမှာပฏิရူပဒေတာဝါဒတင်းလျောက်ပတ်တဲ့အရက်ဒေတာနေတဲ့အခုဒီထက်မှမြင့်ရှိတယ်နော်ဒီဘက်မှာမြင့်ရှိတယ်မဟုတ်လားဘလောက်ကြီးတဲ့ငါးတွေတွေ့ဘူးလေအလွန်ဆုံးကြီး1000ပေါ့ကွာဟုတ်လားတပေပေါ့ကွာတထွာပေါ့ကွာသမုဒ္ဒရာထဲရောက်တော့ငါးကြီးတယ်မရှိဘူးလားသင်္ဘောကြီးတောင်မြုံနိုင်တယ်မင်းတို့ကငါးကြီးလားမြင့်ငါလားမြင့်ငါဆိုမင်းတို့နေရာမှာနေလို့ရတယ်ကိုကငါးကြီးလို့စွမ်းရည်ရှိတဲ့သူလို့ယုံကြည်တိုင်းသမုဒ္ဒရာထဲထိရောက်အောင်သွားအဲ့ဒီကြိုင်မင်းတို့ပြောင်းအောင်မယ်မင်းတို့လိုချင်တဲ့ပညာနိုင်ငံသားမှာရှိရင်နိုင်ငံသားတွေရအောင်သွားရှာပညာရှိတဲ့နေရာကိုလိုက်ရှာတာကိုယ့်ရဲ့အရေးချင်းတိုးတက်နိုင်မဲ့နေရာကိုကိုယ့်ကိုဖွံ့ဖြိုးတိုးတက်မှုပေးမဲ့နေရာကိုရအောင်သွားတာပန်းနိုင်သူကဘယ်သူမှကိုယ်နဲ့လာမဆိုင်ဘူး
ကိုယ်တိုင်ကအဲ့ဒီပန်းနိုင်ရှိတဲ့ destination ကိုရောက်အောင်သွားအဲ့ဒါမှမေးတယ်နော်မြင်ငါလေးအနေနဲ့သက်လုံးနေမလားပင်လယ်သမုဒ္ဒရာမှာကျက်စားနိုင်တဲ့ငါးကြီးဖြစ်မလားပင်လယ်ကြီးတော့ကျဲတယ်ကွာ Blue Ocean Strategy ဆိုဘုံတော့ leadership တို့ management တို့သင်တဲ့အခါ MBA တွေသင်တဲ့အခါဒါတအားသုံးတယ်ဟာသမုဒ္ဒရာထဲမှာမင်းကွန်ချက်ပြည့်စရာတွေအများကြီးသမုဒ္ဒရာထဲမှာသားမကုံတောက်မကုံနဲ့တရားသားသားတွေအများကြီးဒါကြောင့်ကမ္ဘာမှာလဲစူပါပါဝါဆိုတာသမုဒ္ဒရာအပိုင်းမှာစူပါပါဝါလို့လို့ရရုရှားတို့ရေအောက်မှာနျူကလ িয়ার ဒုံးကြီးတွေအများကြီးတက်ထားတဲ့နျူကလ িয়ার စွမ်းအင်နဲ့မောင်းတဲ့ရေကုန်သင်္ဘောတွေအများကြီးရှိပိုစီဒရွန်တိုက်ချင်းဒီတလုံးပြစ်လိုက်တာနဲ့ယူကရိန်းတနိုင်ငံလုံးပြတ်အောင်လုပ်လို့ရတယ်သူမလုပ်တာအမေရိကန်ရဲ့ပြည်နယ်ကြီးတွေအများကြီးပြတ်အောင်လုပ်လို့ရသူတို့ရုရှားကစူပါပါဝါဖြစ်လားမဖြစ်ဘူးတရုတ်ရေတပ်ရဲ့ပိုင်ဆိုင်မှုကအမေရိကန်ရေတပ်ထက်ပိုများတယ်စစ်သင်္ဘောရေအတွက်ရောဒီဘက်ကရေကုန်သင်္ဘောရေအတွက်ရောဒါပေမဲ့တရုတ်ကထားတဲ့ရေကုန်သင်္ဘောတွေက satellite ကကြည့်မြင်နေရဘာဖြစ်လို့တရုတ်ကသမုဒ္ဒရာရေနဲ့တဲ့နေရာသူ့မှာမရှိဘူးအမေရိကန်ရေကုန်သင်္ဘောတွေရှာမရပစိဖိတ်သမုဒ္ဒရာလို့အနက်ကြီးထဲမှာသွားထားတာမမြင်နိုင်တဲ့နေရာမှာသွားထားတာဒါကြောင့်မင်းတို့ကမြစ်ထဲမှာရှင်သန်ခြင်းနဲ့ချောင်းထဲမှာရှင်သန်ခြင်းနဲ့ဆိုရင်တော့ဘယ်မှထူးပြောင်းတရားမလို့သမုဒ္ဒရာထဲအထိနဲ့ဆင်းပြီးတော့ကြီးကြဲကြဲစူပါပါဝါဖြစ်ခြင်းနဲ့ဆိုရင်တော့မင်းတို့ရဲ့အီချင်းကိုယုံကြည်ရင်အေးတလောက်ဖွံ့ဖြိုးမဲ့နေရာကိုရောက်အောင်သွားအဲ့ဒီအခွင့်အရေးတွေကိုရအောင်ယူဟုတ်လားဘယ်သူကပေးမှာအခွင့်အရေးဩကာသနေ့အခောက်တစ်ထောင်ရှိခိုးဒိဋ္ဌံပတိဝင်လေမေတ္တာတုတ်ဒီတစ်နှစ်အတွင်းကိုအခောက်တောင်းပြည့်အောင်ယူအဲ့လောက်လေးယူလို့ねမင်းတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအမှန်ကိုမရောက်နိုင်ဘူးကုသကံဘက်ကကုသကံဘက်ဖြစ်ပါပဲအည်ချင်းကအည်ချင်းပဲကံဆိုတာမြတ်စွာဘုရားရဲ့စနစ်တကျတိဆောက်ထားတဲ့အည်ချင်းကိုကံလို့ခေါ်တယ်ကံဆိုတာကြိုးစားအားထုတ်မှုပဲ subject ပဲ objective မဟုတ်ဘူးကြိုးစားအားထုတ်လို့ရလာတဲ့အခွင့်အရေးကိုကံလို့မဟုတ်ဘူးရလာတဲ့အခွင့်အရေးကျတော့ဝိပါကဝိလို့ခေါ်တယ်အကျိုးပေး impact တော့ပြောတာ impact ကိုပြင်လို့မရဘူး impact ကောင်းရင်ဘာလို့လဲဆိုတော့ input ကောင်းကံဆိုတာ input ကမ္မဘဝပစ္စယဇာတိကောင်းဘဝအစတန်မြင့်ရင်ကံကောင်းကောင်းထူထောင်ဘုရားလောင်းအဲ့လိုနဲ့ပါရမီတွေကိုဖြည့်ခဲ့တာလေးသိဉ္ဇဉ်တဲ့ကဘာတတိကမ္မဘဝပစ္စယဇာတိတွေရခဲ့တယ်သူဇာတိကအစင်မြင့်တော့လိုက်တယ်နောက်ဘုရားကိုဖြည့်ရောအဲ့ဒါပဲမင်းတို့အာထုတ်တဲ့ဟာကိုကံလို့ခေါ်တယ်ဟုတ်ပြီနော်ဒါကြောင့်ဘုံဘုံတို့ကဗုဒ္ဓဘာသာကိုကြည်ညိုတာဒါတစ်ချက်နဲ့တင်ကြည်ညိုတယ်ဘုရားကိုကျေးဇူးတင်တယ်ကိုလုံးမကိုရတာဤရှင်းဆိုတာကိုယ်တိုင်တိဆောက်ယူရတာသူများပေးတဲ့ဟာမဟုတ်ဘူးလို့အဲ့ဒါလိုမျိုးမှန်ကန်ပြောလို့ဘုရားကိုကြည်ညိုတာတို့တခြားဘာသာတွေကိုလေ့လာကြည့် creator တွေလေ့လာကြည့်ကသူတို့ကအည်ချင်းပေးတာတဲ့သူတို့ကဖန်ဆင်းပေးတာတဲ့မလို့ချင်းလဲသူတို့ပြန်နှုတ်ယူသွားတယ်တဲ့ဟုတ်မင်းတို့ကောင်တွေအလကားကောင်တွေဖြစ်သွားရောနော်ဘုရားမြတ်တာတေးမှကောင်းသားရတယ်ဘုရားမြတ်တာမပြီးရင်မကောင်းသားတော့ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားဘလောက်ခွင့်ရေးဆုံးရှုံးတယ်ဗုဒ္ဓဘာသာဟာလူအခွင့်ရေးတရားဝါရီရဲ့အခွင့်ရေးကိုအပြည့်အဝပေးတာအေးမင်းကောင်းတာလို့ရင်ကောင်းတာရမင်းဖွံ့ဖြိုးတိုးတက်ခြင်းလားအဲ့ဒါဖွံ့ဖြိုးတိုးတက်နိုင်တဲ့နေရာကိုရှာအလိုလိုဖွံ့ဖြိုးမလာဘူးမြစ်ထဲနေမြစ်လောက်ပဲကြီးကျယ်မယ်ချောင်းထဲနေချောင်းလောက်ပဲကြီးကျယ်မယ်သမုဒ္ဒရာထဲရောက်အောင်ဆင်းပฏิရူပဒေတာဝါဒဘုံဘုံတို့တရားမပြောင်းသူကောင်းမဖြစ်သိခြင်းနဲ့ကြာတော့ပြောင်းမပြောင်းနဲ့ဒီနေရာကမင်းတို့ဖွံ့ဖြိုးတိုးတက်မှုကိုသိကြတော့တွေ့သို့တော့စိန်ခေါ်မှုတွေနဲ့ဖိအားတွေကတအားများနေတယ်အဲ့ရတွေကိုမင်းတို့ကဖြေရှင်းဖို့မကြိုးစားဘူးဒီပြဿနာကိုလွယ်လွယ်လေးရှောင်ထွက်သွားမယ်ဆိုတော့မင်းတို့ဒီပြဿနာကိုကြောသွားရင်ဝဏ္ဏပထုသတ်မှာဆိုရင်ရေရှာတာလေဒီကန္နာထဲမှာရေရှာတာဘလို့မှရေရှာလို့မတွေ့တော့မတွေ့တဲ့အခါအကုန်လုံးလက်မိုင်ချတော့ပြီးရေမတောက်ရလို့အသေးပဲခံတော့မယ်ဒါတော့တူးလာတာတွေ့ကုန်မတွေ့တော့တွင်ပေါင်းလည်းမနေတော့ဖျားလောင်းစဉ်းစားတယ်မင်းတို့နောက်တနေရာမရှိတော့နဲ့ငါရဲ့အချင်းကိုငါယုံတယ်ခဏငါဒီအောက်ထိကြီးဆင်းခဲ့လီဒာရှစ်ဆိုအဲ့ဒါပဲလီဒါလုပ်တဲ့သူကရေရွံ့တူးထားတဲ့အောက်ထိဆင်းပြီးတော့ကြောက်ဖြာလေးကိုနားနဲ့ကပ်ပြီးနားတော့ရေစည်းတန်ကြတယ်ဒါကွဲအောင်ခွဲအဲ့ဒါကွဲရင်မင်းတို့အောင်မြင်မှုရမယ်တကယ်ပဲအဲ့ဒါကိုခါရှိသမျှအင်အားနဲ့ကိုဝိုင်းပြီးသူတွေနဲ့ထုကြတာဝုန်းလို့ထလုံးလောက်ရေလုံးကြီးတက်လာလူတွေရောနွားတွေရောအကုန်ချမ်းသာသွားတယ် big point တစ်ခုရှိတယ်လုံးဝဖြည့်ရှင်းစဉ်သိမရှိတော့အောင်မွန်းကျက်နေတဲ့အခြေအနေတွေဖိအားတွေကြော်ရတဲ့
အဲ့ဒါမင်းတို့နောက်တစ်ဆင့်မြင့်ဖို့ပဲအဲ့ဒါမှမေးတယ်အဲ့ဒီဟာကိုရှောင်တော့သိချင်းတဲ့ကြာဒီမှာရှင်းတော့ကနီးလာမှာတောက်လျှောက်တိဆောက်ခဲ့တဲ့များလေဒီတန်လေးဒီဖီအားလေးဒီခက်ခဲလေးကိုဖြည့်ရှင်းရင်သိမရှိတာနဲ့တင်မှာဖြစ်သွားပျက်စီးဆုံးရှုံးမှုတွေကျုံသွားတယ်အဲကြောင့်ပฏิရူပဒီနေရာမင်းတို့အတွက်တကယ့်ကိုမဟာဗျူဟာမြောက်တဲ့ဖွံ့ဖြိုးတိုးတက်မင်းနေရာအသိပညာဘုသူဒ္ဓတွေကိုစီးပူးအားထုတ်ခွင့်ရတဲ့နေရာဘဝအတွက်မဟာဗျူဟာမြောက်တိဆောက်ဖို့အတွက်အခွင့်အလမ်းကောင်းတွေရှိတဲ့နေရာဆိုရင်မပြောင်းနဲ့အခက်အခဲကြုံတိုင်းခဏပြောင်းတော့အင်္ဂလိပ်လို quittal လို့ခေါ်တယ်ဖင်မငိန်တာပေါ့ကွာဒါလေးခံလဲဟိုရောက်သွားလဲဟိုလေးခံလဲဟိုရောက်သွားလဲဒီလောကမကောင်းဟိုလောကတတ်တာတယ်မင်းတို့ကအောင်မြင်မှုကိုရှာတာမဟုတ်တတ်တာတဲ့နေရာရှာအခုခေတ်လူငယ်တွေကလေအောင်မြင်မှုရှာတာမဟုတ်ဘူးကွာတတ်တာတဲ့နေရာရှာနေတာဘယ်တော့မှမအောင်မြင်ဘူးအောင်မြင်မှုဟာတတ်တော့တတ်တာရတာတခုမှမရှိဘူးတတ်တော့တတ်တာရတဲ့အောင်မြင်မှုဘယ်မှာရှိလဲတရားမင်းကပြောတယ်သူသားကိုဟေးဟွာတဲ့မင်းနဲ့မင်းကြိုးစားအားထုတ်မှုမရှိဘဲနဲ့အောင်မြင်မှုရတဲ့နေရာဆိုအဖေကိုပြောသားပါတယ်ငါအဲ့ဒီဘုံသွားခြင်းလို့ပါတယ်တရားမင်းကသူသားကိုပြောဘူးတယ်ဟုတ်လားတရားမင်းဖြစ်အောင်လဲကြိုးစားယူပါဒီတရားမင်းဆိုတော့နတ်ပြည်နှစ်ခုရဲ့ပြဿနာတွေကိုဖြေရှင်းပြရတဲ့ president ကြီးကိုကွာသူ့ကလည်းအုံနောက်6ဆရာတွေအများကြီးရှိဒါကြောင့်နေရာကြီးရသွားရင်အခက်အခဲအကြီးတွေရင်ဆိုင်ဟုတ်လားအခုတကယ်ဥအောင်လို့အောင်သမာဓိအောင်မြင်တယ်အောင်သမာဓိလို့မသိခင်အောင်သမာဓိလို့အခုလို့ရှင်သန်ခွင့်ရနေဖို့ဘယ်လောက်ကြိုးစားဖမုံတို့အခုခေတ်တွင်းမှာမြင်နေတာခဏသူတို့မှာတကယ်ကိုပွိုင်ကြီးတွေရုံးမထနိုင်လောက်အောင်အခက်ခဲကြီးတွေခဏတွေ့နေရသူတို့ကြော်ဖြတ်နိုင်တယ်အဲ့ဒါပဲဘောပေါ့လားဒါကြောင့်အောင်မြင်မှုရနိုင်တဲ့နေရာအခွင့်အရေးတွေရနိုင်တဲ့နေရာလို့သေချာသိပြီးမင်းတို့ခဏမပြောင်းနဲ့အဲ့ဒီဟာကိုငုံမိတဲ့တိုင်တတ်နိုင်ဖျားရောက်တဲ့တိတကဲသင်္ကားချက်လက်တွေပြောကြည့်အောင်ပါရတော့ပဋိရူပဒေသဝါဒ suitable locality ဆိုတာဘလို့ဤချင်းနေရှိတဲ့နေရာလေတဲ့ဖတ်ကြည့်ပါပညာရှာမိနိုင်တဲ့နေရာစီဝါရေးခွင့်လန်းရှိတဲ့နေရာတရားဓမ္မနဲ့သူတော်ကောင်းတွေရှိတဲ့နေရာဟာပညာရှာမိနိုင်တဲ့နေရာအခုမင်းတို့ဂျပန်တို့ကိုရီးယားတို့သွားကြရလေဘုံတို့လည်းဟိုတော့နိုင်ငံခြားမှာအလုပ်လုပ်ခဲ့တယ်လေအဲ့ဒီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးတွေသွားရင်ပိုးတောင်သိတာလေးတယ်မင်းတို့ကသက်ကူဖို့အဖုံးလုပ်တဲ့ဆိုရင်6နှစ်လို့ဒီအဖုံးက6နှစ်လို့အဖုံးပဲလုပ်တယ်နော်ခွက်လုပ်တဲ့ဆိုရင်6နှစ်9နှစ်လို့အဲ့ခွက်ပဲလုပ်နေရတယ်မင်းတို့ကိုတက်အောင်သင်ပေးမှာမဟုတ်ဘူးပတ်စံပေးမယ်မင်းတို့ရဲ့လုပ်အားကိုစုပ်ယူတာဟိုဘုံတော့နှစ်နဲ့လဲတဲ့ဟာတွေကမတန်ဘူးဖြစ်သွားအခုဒီမှာတော့မင်းတို့ကိုအဲ့လိုမျိုးခိုင်းချင်မှခိုင်းလိမ့်မယ်မရောက်တဲ့အောင်သင်ခိုင်းပါရောင်းမမြင့်အောင်လုပ်ခိုင်းမှာမလုပ်တဲ့အောင်ခိုင်းမှာအဲ့ဒါကမင်းတို့ဘဝတိဆောက်ပေးတာဒါပေမဲ့တကယ်တမ်းဆိုရင်မင်းတို့ညှိချင်လေအဖုံးမဲ့လုပ်ခိုင်းမယ်ဘောပင်10နှစ်အဖုံးလို့အဖုံး100ရတယ်ပတ်စံဘယ်လောက်ရမလဲအဖုံး1000ထုတ်နိုင်ရင်ဘယ်လောက်ရမလဲအဖုံး1000ထုတ်နိုင်ရင်ဘယ်လောက်ရအေးဘောပင်အချောင်းလေးဒီအချောင်းထဲမှာအခွန်လုတ်တာရှိတယ်မှင်လုတ်တာရှိတယ်ခေါင်းလေးလုတ်တာရှိတယ်နိုင်ငံခြားမှာအဲ့လိုတစ်ခုကောင်းပဲတင်ထားတာဘာဖြစ်လို့လဲဒါမှဆိုလို့ဟုတ်ပြီနော်အလုံးစုံသင်ပေးတဲ့နေရာကဖိအားပိုများတယ်ဘုံတွင်ကုန်လောက်တာ10တန်းပြီးတော့2000ခုနှစ်ဘုံ10တန်းအောင်တော့ရန်ကုန် YCDC မှာအဲ့ဒါမဲ့စကေဘာရှာခဲ့တယ်စကေဘာတဲ့မင်းတို့သိလားစကေဘာငါလည်းမသိဘူးတို့ရှာမလိုက်ထိုးခံရတာရအောင်ရှာစကေဘာဆိုတာဘလူဟာမျိုးတော့မေးရပြီအဲ့ဒါပညာပဲပညာဆိုတာအဲ့လိုသင်ရတာမသိတဲ့ဟာကိုမသိထိုးခံမလေးဆရာဟုတ်လားကြားရှာတယ်ကြားရှာဆိုတော့မင်းတို့သိလားငါအဲ့တော့မသိဘူးကြားရှာကိုသိတာဘယ်ဟုတ်မှတွေ့ဒစည်းကိုပြောတာတန်စားတဲ့ဒစည်းလေအေးဒါကြားရှာလို့သုံးတာအဲ့လိုမသိတဲ့နေရာနေပြီးတော့ခုံတိုက်ဆိုလဲတိုက်ရတာပဲအမိုက်ကောက်ဆိုလဲကောက်ရတာပဲထမင်းညယူဆိုရင်ဘုံပြောရင်မင်းတို့တကယ်ပြောတာမင်္ဂလာတောင်ညွန့်ကနေပြီးတော့ပဇွန်တောင်ကန်တန်းလဲရောက်တဲ့ဒီအမိုက်ပုံကြီးတွေဖြတ်ပြီးတော့ထမင်းညသွားယူရတာညနေတနာရီမှာထမင်းညသွားယူတော့ရှိသေးတယ်မနက်စာပေါက်စီလေးတစ်လုံးပဲသားရတာ30တန်ပေါက်စီလေးတစ်လုံးပဲသားရတယ်မနက်စာမရှိသေးဘူး30တန်ပေါက်စီလေးတစ်နေ့100ရတယ်ကွာအဲ့တော့တစ်နေ့100 30တန်ပေါက်စီလေးတစ်မနက်လုံးဒါပဲသားရတယ်ကော်ဖီဆိုအဝေးမြင်အောင်မြင်ဘူး30တန်ပေါက်စီလေးလုံးသားတာဒီနေ့ကုန်အလုပ်လုပ်တနာရီဆိုရင်မင်္ဂလာတောင်ညွန့်ကနေပြီးတော့ယထာလန်လေးပါလေကုန်ကြောအမေလေးများကြားရင်ဘာညာဆိုယထာလေးလဲအော်ဆွဲဟာလဲလွမ်းနေပြင်းလဲပြင်းတယ်
ပြင်းလဲပြင်းတာပဲလွမ်းလဲလွမ်းတာပဲအိမ်ရွာမှာအေးဆေးနေခဲ့ရတာလေဒါမှရွာမှာပြန်နေရွာသားပဲဖြစ်မှာပေါ့ပေးတည်ပြီးလောရတာပဲနောက်တော့အဲ့ဒီမှာမင်း2နာရီထိုးလောက်မှထမင်းသားတာမင်းထမင်းကိုဒီလိုဂျိုင်းကြီးတစ်ကြိုင်နဲ့သားနိုင်တယ်သားနိုင်တယ်ညနေကျတော့ထမင်းကောင်းကောင်းနဲ့မမှန်တော့ညကိုစနစ်တစ်ချက်ဒီလောအလုပ်ရေးကြည့်တယ်လို့အဲ့ဒါတနေ့မှ100กว่าတလားမှ3000ပဲရတာတို့တော့အဲ့ဒီအလုပ်ကဘုံဘုံနိုင်ငံခြားကိုသွားတဲ့ကအများကြီးထောက်ကူပြုသွားတယ်ဝရင်လဲဆိုတဲ့အတွက်တွင်ကုန်းလဲလုတ်တဲ့တဲ့ကားတွေစင်မလားစင်တတ်တဲ့ဆက်တော့ဘုံကမကနစ်ပိုင်းမဟုတ်တဲ့အတွက်ဆက်မပြင်းတတ်ဘူး late machine ပညာရှင်အနေနဲ့သွားတာမင်းတို့ကနိုင်ငံခြားသွားတာပညာရှင်အနေနဲ့သွားတာတော့ general worker ခိုင်းတာလုပ်ပါမယ်ဆိုတဲ့တဲ့နဲ့သွားတာမဟုတ်ဘူးငါပညာရှင်တယောက်ဟိုကျတော့လာကကိုသတ်မှတ်ထားတဲ့ဒီ level ချင်းရှိသတ်မှတ်ထားတဲ့ခုနခေါ်တာမှာ calling meter မှာဘလောက်ပေးမယ်ဆိုပြီးအခြေခံပြောထားတယ်$50 overtime တနေ့ကိုအနည်းဆုံး3နာရီပေးရမယ်6နာရီပေးမယ်ပါပြီးသားဟိုတော့16ကျပ်ပေးတယ်ရအောင်မယ်ငါ16ကျပ်တန်မဟုတ်ဘူးရုံးခန်းနဲ့ဒီသွားဟိုကပတ်စုပ်ပြန်ပေး90မြရင်ငါမလုပ်ဘူးမပေးရင်ငါမယ်ခုအဲ့လိုအလို့သမားရုံးတိုင်မယ်ငါတိုင်တာပဲမင်းတို့အင်္ဂလိပ်စာတက်လားဒုက္ခရောက်မယ်နော်ဟုတ်လားအဲ့တော့တတိရှိရင်ဆိုင်ရတယ်တဏှာကိုသွားမယ်ဆိုမောင်းတင်ထားငါမကြောက်ဘူးကြောက်ရင်မွဲရဲရင်မင်းဖြစ်မကြောက်နဲ့ပြဿနာကိုရဲရင်ဆိုင်ဟုတ်ပြီနော်ဒါကြောင့်ပညာရှာမင်းနိုင်တဲ့နေရာနောက်တစ်ခုကစီးပွားရေးအခွင့်အလမ်းစီးပွားရေးဆိုတာတကယ်ကိုစီးပွားရေးအောင်သမာဓိဆိုတာရိုးရိုးသားသားအောင်မြင်လာခဲ့တဲ့သူတွေမင်းတို့ဘိန်းမျိုးကိုပြီးအောင်မြင်နေတဲ့သူတွေအများကြီးရှိတယ်မတရားလုပ်ပြီးအောင်မြင်နေတဲ့သူတွေအများကြီးရှိတယ်နော်ကြားပြန့်လုပ်ပြီးအောင်မြင်နေတဲ့သူအဲ့ဒီကနေမင်းတို့စီးပွားရေးပညာရအောင်မဟုတ်လူလိမ်ပညာပဲရမှန်ကန်တဲ့စီးပွားရေးပညာတော့မှန်ကန်စီးပွားရေးလုပ်လာတဲ့သူတွေဒီမှာပဲရမယ်ဟုတ်ပြီနော်ဒါကြောင့်မင်းတို့အဲ့လောက်ထိမှန်တာအလုသမားလို့လုံးအလုရှင်လို့တွေးပြောပါရတော့ပြန်ပြောပါအလုသမားလို့လုံနေတယ်ဝန်ထမ်းလို့လုံနေတယ်အတွေးရလဲအလုသမားအတွေးဝန်ထမ်းအတွေးရနေမတိုးတက်ရင်အဲ့ဒီလူကတစ်သက်လုံးဝန်ထမ်းတစ်သက်လုံးဝန်ထမ်းပညာမရှိသူဤဝန်ထမ်းပညာတော့ပါအတွေးကြုံအသိပညာကျွမ်းကျင်မှုတွေကားမောင်းပိုးကောင်းလာမယ်အမောင်းပိုးကောင်းလာပါဒီကောင်ကအရင်တော့လည်းမူးပြဲပြီးမောင်းတာပဲမောင်းကြရှိရင်တော့မောင်းတယ်နောက်လည်းဒီတိုင်းပဲအဲ့ဒီလူမတိုးတက်လားဒါတော့ကိုယ့်ရဲ့နယ်ပယ်ကိုယ့်ရဲ့လုပ်ငန်းမှာ skillful ဖြစ်လာပညာတက်လာတာနဲ့မြကိုယ့်အထက်ကအကြီးအကဲတွေကကိုယ့်ကိုတန်ဖိုးထားလာပညာတက်တဲ့သူကိုလူတိုင်းတန်ဖိုးထားတယ်မင်းတို့ဘွဲရတယ်ဘာတွေမပြောဘူးနော်တော့ဘယ်တက်ကသူကဘာဘွဲရတယ်10တန်းအောင်တယ်ဘာတွေမပြောမင်းတို့ရဲ့လုံနေတဲ့နယ်ပယ်မှာကျွမ်းကျင်လာမယ်အဲ့ဒါကိုပညာတက်တဲ့ခေါ်ပညာမရှိသူဤဝန်ထမ်းတဲ့ကိုယ့်ရဲ့နယ်ပယ်မှာကျွမ်းကျင်အောင်လုပ်တယ်အမြဲတမ်းဝန်ထမ်းနေရတယ်ဒါကြောင့်ဝန်ထမ်းလို့အလုပ်သမားလို့လုပ်ပါစီးစနစ်ကြပါသေးဒါပေမဲ့အတွေးကြတော့ဘယ်လိုလဲအလုပ်ရှင်လို့တွေခုသားတို့သမီးတို့လုပ်ငန်းတွေစလုပ်တော့မယ်ဝန်ထမ်းတွေစလုပ်တော့မယ်တနေ့တည်းဝန်ထမ်းချိန်8နာရီရှိတယ်ဆိုတော့သို့မဟုတ် overtime နဲ့10နာရီရှိတယ်ဆိုတော့အဲ့ဒါဝန်ထမ်းချိန်ဒါဆို24နာရီမရှိဘူးလားအဲ့ချိန်8နာရီယူတယ်ဆိုရင်ဘယ်လောက်ကြံမလဲခုနက10နာရီအဲ့ချိန်က8နာရီဆိုတော့အဲ့ဒါဘယ်လောက်ဖြစ်သွားလဲ18နာရီဘယ်လောက်ကြံတော့နောက်တဲ့6နာရီကြံသေးတယ်ဟုတ်လားအဲ့စားချိန်တောက်ချိန်အပြင်းဖြည့်ချိန်4နာရီယူလိုက်ဘယ်လောက်ကြံသေးတော့အဲ့ဒီ2နာရီကမင်းတို့တတိဖြစ်ဖို့အခွင့်အလမ်းပဲစီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့အခွင့်အလမ်း2နာရီပေးထားတယ်အဲ့ဒီချိန်မှာဂိမ်းစောနေတယ်မင်းတို့ခွေးပဲဖြစ်ဘာမှမဖြစ်ဘူးနော်အသက်ကြီးပြီးတော့အချိန်မသိတဲ့လူပဲဖြစ်လိမ့်မယ်ဒါကြောင့်အလုသမားလို့ဝန်ထမ်းလို့လုပ်နေတဲ့အချိန်မှာတထေးတွေးနိုင်အောင်တထေးမြင်နိုင်အောင်ဘုသူတ္တတွေရှားထားရတယ်အဲ့လိုဘုသူတ္တတွေကိုပေးနိုင်တဲ့ပညာရှင်မျိုးကိုရှားမယ်အဲ့ဒါကိုဘာလို့ပြောတော့တပ်ပုရိတုပနေတယတဲ့ဘာပေါင်းတဲ့တော့ဟဲ့အပေါင်းတဲ့ဘာတဲ့တော့ဟဲ့မြန်မာလိုပြောအဲ့ဒါကိုမနေ့ဖက်မှပြောမယ်အခုတရားကိုပြော
ပြင်သစ်စာရေးဆရာကြီးမွန်ထိန်ကပြောခဲ့တာလူတယောက်ဖွံ့ဖြိုးတိုးတက်ဖို့အောင်မြင်ဖို့ဆိုရင်အကောင်3ချက်လိုတယ်တဲ့အကောင်ဘယ်နှချက်လိုတယ်အဲ့နံပါတ်1ကစိတ်ကောင်းတဲ့နံပါတ်2ကမိတ်ကောင်းတဲ့နံပါတ်3ကစာအုပ်ကောင်းတဲ့ဘုံဘုံအဲ့ဒါလေးကိုနောက်တစ်ခုထပ်ထည့်လိုက်တယ် good habits အလေးကျင့်ကောင်းအခုတို့အင်တာနက်သုံးတယ်ကွာ 3G ဆိုတာမရှိဘူးလားအရင်တော့ 2G ကွာအင်တာနက်တွေစသုံးလာကြတော့ 2G ကွာ 2G ကနေ 3G တက်လာ 3G ကနေခု 4G 5G 6G တောင်ကဘာမှရှိနေထားတော့မြန်မာပြည်မှာ 4G လောက်သုံးလို့ရရင်ကောင်းတယ်ဆိုတော့ 3G နဲ့ 4G နဲ့ဆိုရင် download လုပ်တာရော upload လုပ်တာရော speed ကအများကြီးကွာသွားတယ် 4G နဲ့ 5G ဆိုရင်နိုင်နဲ့ကြည့်ပြီးကွာပါ 6G ဆိုရင်အခု 2G 3G နဲ့တနာရီလောက် down မယ်ဟာ 5G အားကောင်းတဲ့ဟာတို့မို့ 6G နဲ့ဆိုရင်စက္ကန့်ပိုင်းလေးနဲ့ down လိုက်တယ်နဲ့ပြီးသွား upload လုပ်လို့ရွှက်ဆိုတက်သွားအင်တာနက်ခေတ်ဖြစ်တဲ့အတွက်ဒုံးမြန်ထက်ပိုးမြန်တဲ့စနစ်တွေတွားနေတာဖြစ်တဲ့အတွက်ခဏကဘာပေါ်ကအင်တာနက်ကိုအဲ့လိုကောင်းအောင်လုပ်လာအဲ့ဒီမှာခဏကဘာပေါ်မှာ 5G 6G ဒါတွေ run နေတယ်အခုဒါကြောင့်ဘုံဘမွန်တိန်ပြောခဲ့တဲ့ 3G ကို upgrade ထပ်လုပ်လိုက်တယ်မွန်တိန်ကလောခဲ့တဲ့နှစ်100လောက်ကပြောခဲ့တာသူခေတ်က 3G လောက်တယ် 3G ရပါပြီတော့ good mind စိတ်ကောင်းရှိရမယ်နောက်တစ်ခုက good friends မိတ်ဆွေကောင်းရှိရမယ်နောက်တစ်ခုက good books စာအုပ်ကောင်းတွေဖတ်ရမယ်သူခေတ်ကလုံလောက်တယ်ဒုခေတ်မှာတော့မလုံလောက်တော့ဘူးဘာလို့လား good habits HABIT habits HOBY hobby အလေးကျင့်မှသည်ဝါသနာစီတို့အဲ့ဒီဝါသနာဖြစ်ရင်ဝါသနာဘာဂီစက်တိုင်းမီတဲ့ဝါသနာကိုအင်္ဂလိပ်လိုပြောတော့ talent ဒီလိုလဲသုံးည hobby ဆိုတာဓာတ်ရိုက်ဘာသာပြန်တော့ပေါ့အဲ့တော့ဒီလိုက talent ကောင်းတယ်ဗျာ talent ကချက်ချင်းဖြစ်လာတာမဟုတ်ဘူးဘဝအဆက်ဆက်ကတိဆောက်ခဲ့တဲ့အရည်ချင်းတွေအလေးကျင့်ကောင်းတွေကပါလာ talent ခဏ Joshua Van တို့ကျတော့သူ့ရဲ့ talent ရံဖြစ်တာအဲ့သူ့ရဲ့ရံဖြစ်တဲ့ talent ကိုဘာလို့တော့ကောင်းတဲ့ဘက်ကိုအသုံးချလိုက်တော့အခုမဲကလည်း champion ဖြစ်နေပြီကွာနိုင်ငံတော့ဘလောက်ကုန်ဦးတရားကောင်းရံမဖြစ်ဘူးတဲ့သူရှိလားဘာဖြစ်ပြီတော့မင်းတို့ကလမ်းဘေးလက်ဝိတ်ထိုးပါချတဲ့ကိုလောက်တတ်တာဟုတ်ကဟမ်အေးဒါကြောင့်ကိုယ့်ရဲ့ဝါသနာကိုထိုးကျိတ်ဝါသနာပိုင်းအထိုးကျိတ်ကိုစနစ်တကျပညာရေးနဲ့တည်ဆောက်အတိုက်ခိုက်ဝါသနာပိုင်းအတိုက်ခိုက်ကိုစနစ်တကျပညာရေးနဲ့တည်ဆောက်အယောင်းဝယ်ဝါသနာပိုင်းအဲ့ဒီအယောင်းဝယ်ကိုပညာရေးနဲ့စနစ်တကျတည်ဆောက်အပြောဆိုဝါသနာပိုင်းအပြောဆိုပညာရေးနဲ့စနစ်တကျတည်ဆောက်ပါမယ်နေရာတိုင်းမှာပညာလိုတယ်ဘာလို့တော့ပညာနရဏရတနံတဲ့မြန်မာပြည်မှာပညာမရှိတဲ့သူတွေအများကြီးရွှေရှိတဲ့သူတွေတော့အများကြီးပဲဥအောင်လို့ချမ်းသာနေတာရွှေရှိတဲ့သူတွေအများကြီးလို့သူချမ်းသာတာပေါ့ကွာရွှေကိုမြဲမြဲနုတန်ဖိုးထားပြီးဆွဲကျင်တဲ့သူတွေအများကြီးပဲပညာတန်ဖိုးထားအောင်မှဒီနိုင်ငံမသိဘူးဒါမင်းတို့ပါပါတယ်ဟုတ်လားပါဘူးလားအေးဘာတန်ဖိုးထားမလဲမြတ်စွာဘုရားရှင်ကပညာနရဏံရတနံတဲ့ပညာတိဟုတော့ယတနာတဲ့ယတနာတွေထဲမှာပညာယတနာဟာအကောင်းဆုံးပဲတဲ့မင်းတို့တွေ့မှာပေါ့သူများတွေကရွှေတွေအတုံးလိုက်ခဲလိုက်အချောင်းတွေရောအချောင်းတွေရောအမျိုးစုံလာပြီးတော့ဝယ်ကြချမ်းကြပါပေါ့တွေ့နေပါပေါ့အားကြတရားမလိုဘူးလဲသွဲကြီးထွဲတော့ဘာပညာမှမရှိအလကားလူမင်းတို့ကပညာရှိဖို့လိုတယ်ဟုတ်လားဂုံငယ်တရားမဟုတ်ဘူးယတနာဆိုတာမင်းသူများခိုးသွားရင်လည်းပါသွားမှာဓမြတိုက်လည်းပါသွားမှာပညာတက်တဲ့သူကြတော့ဓမြတိုက်လို့ခိုးလို့မရဓမြတိုက်သွားတယ်ခိုးသွားတယ်ဆိုတော့အဲ့ဓမြအဲ့တခိုးကနေကိုယ့်ကိုရှစ်ခိုးထားတာဆရာကြီးကဘယ်ပညာလိုချင်လို့ပါကျွန်တော်ဖမ်းတာကပြန်ဝေးသွားတာအကြောင်းပဲဟုတ်ပါဘူးဆရာကြီးကပညာလိုချင်လို့ပါကောင်းကောင်းကြွေးထားပါမယ်ကောင်းကောင်းမွေးထားပါမယ်ကျွန်တော်ဒီပညာပေးပါနဲ့တောင်းမှန်ပြဒါကြောင့်ပညာရွှေအိုဟုတ်လားဒါကြောင့်ဘုန်းတို့ဒါတို့သူတို့ဘုန်းဒီမှာသင်္นานသားတွေကိုပြောပါတယ်။ဘာပြောချင်တာလဲဆိုတော့လေသရယတနာကိုဆွဲဖို့ထက်ပညာယတနာကိုဆွဲဖို့လိုပါတယ်။ပညာယတနာကိုဆွဲဖို့လိုပါတယ်နော်။ဝန်ထမ်းလို့လုပ်နေတဲ့အချိန်မှာတထေးဖြစ်မဲ့ပညာရက်တွေကိုသင်နေပါ။တစ်နေ့ကိုအနည်းဆုံးနိုင်ဝက်သာဖတ်။တစ်ပတ်ကို33နာရီခွဲရှိတယ်။တစ်နှစ်ကိုနိုင်ပေါင်း182နာရီရှိတယ်။တနေ့ကိုတနာရီစာဖတ်
တနေ့နေ15ရက်လုံးလုံး24နာရီအပြည့်စာဖတ်နေတဲ့သူနဲ့တူတယ်တနေ့ကို2နာရီ9မိနစ်က2နာရီနော်အလုပ်လုပ်ချိန်10နာရီအဲ့ချိန်ပူပူတာတာပေါ့ကွာမြန်မြန်တိုးတက်ချင်တော့6နာရီလောက်ပဲအိပ်ပေါ့ပူပူတာတာလေးပေါ့ဒါ7နာရီအိပ်အောင်4နာရီစားချိန်တောက်ချိန်ယူချိန်ပေါက်ချိန်နားချိန်ဂိမ်းဆော့ချိန် Facebook သုံးချိန် YouTube ချိန်ထည့်လိုက်အောင်ဘယ်လောက်ကြံတော့အဲ့ဒါမင်းတို့အတွက်အခွင့်အရေးအခွင့်အလမ်းအဲ့ဒီအချိန်ကိုမင်းတို့ရွှေနဲ့လဲယူလို့ရတယ်ငွေနဲ့လဲယူလို့ရအဲ့ဒီအချိန်ကိုပညာရှိအောင်လုပ်လိုက်ရင်မင်းတို့တန်ဖိုးဖြတ်လို့မရတော့လူရဲ့တန်ဖိုးဖြတ်လို့မရတော့ဘူးဖုံဖုံတန်ဖိုးဘယ်လောက်ဖြတ်မလဲအများကြီးစုထားတာလေအများကြီးစုဆောင်ထားတာလေဒါကြောင့်ပညာတတ်တန်ဖိုးဖြတ်လို့မရရွှေဘယ်လောက်ပုံထားတာတန်ဖိုးဖြတ်လို့ရဆိုမြန်မာငွေနဲ့ဖြတ်မရရင်ဒါဘီလီယံဘယ်လောက်တုံးလို့ပြောလိုက်မှာပေါ့ဟုတ်လားယွမ်ဘယ်လောက်ပုံယွမ်ဘယ်နဲ့တန်တို့ဘယ်လေဘီလီယံဖြတ်လို့ရတယ်ပညာတတ်တဲ့သူတန်ဖိုးဖြတ်လို့မရဟုတ်လားပညာတတ်တဲ့သူမလုံနိုင်တဲ့စွမ်းအားဆိုတာမရှိဘူးဒါကြောင့်ဝိမန္တာတိပတိဝိမန္တာသမယုတကနံဓမ္မနံတန်သမုဒ္ဒနာနိသရူပနံအတိပတိပိစေနပိစယောပညာတတ်သွားရင်လေပညာတတ်တဲ့လူမလုံနိုင်တဲ့အရာဆိုတာမရှိဘူးတဲ့ဘုရားရှင်ကအဓိပတိ၄ပါးထဲမှာဝိမန္တာအဓိပတိလို့ပြောတာလေဝိမန္တာ make v impossible possible ပညာတတ်ရင်မလုံနိုင်တဲ့ဟာမရှိဘူးအကုန်လုံးဖြစ်အောင်လုပ်လို့ရဟုတ်နော်ဣဒံရေနံနေမြေကြီးအောင်မှာရေမရှိဘူးရေနံနေရှိတယ်သူလောက်ငွေပေါ်တာသူရှိတယ်ပညာတတ်တဲ့မရှိဘူးပညာတတ်တဲ့နိုင်ငံကထင်တယ်လို့လုပ်သွားတယ်ဒါကြောင့်ဒီကနေ့ခေတ်ကပညာကြိုင်တဲ့ခေတ်ကွာတာချမ်းတာတဲ့တထေးကြီးကြည့်ဘယ်သူမှဆွဲကြိုးကြီးတွေသွဲမထားဘူးဟုတ်လားအဲ့ဒါကြောင့်မင်းတို့ပညာတတ်အောင်လုပ်ကြဖို့ဘုံတိုက်တွန်းရတယ်နော်ကဲဒါကြောင့်ဒီနေ့ဘုံပထမပိုင်းမှာပြောခဲ့တာကပฏิရူပဆိုတဲ့ဒေတာကကိုယ်ဖွံ့ဖြိုးတိုးတက်တဲ့နေရာကိုရောက်အောင်သွားအဲ့ဒီခွင့်ရတွေရအောင်ယူဒီနေရာမှာဖွံ့ဖြိုးတိုးတက်နိုင်တဲ့နေရာလို့သိကြပြီဆိုရင်အဲ့ဒီနေရာကိုငုံမိတက်တိုင်တတ်နိုင်ဖျားရောက်ဆွဲဆွဲမြဲမြဲနဲ့အည်ချင်းကိုဂိတ်ကုန်ထိဒီစားအောင်မြင်မှုကိုရမှအောင်မြင်မှုကိုရတဲ့အထိယူရမယ်ဒါပฏิရူပနေရာမကောင်းရင်ကောင်းအောင်လုပ်နေရာမကောင်းရင်ကောင်းအောင်လုပ်ဟုတ်နော်ကောင်းအောင်လုပ်ပြဒါပฏิရူပ suitable locality နောက်တစ်ခုအဲ့လိုမျိုးပฏิရူပကဘယ်နေရာလဲအဲ့ဒီပฏิရူပကြတော့လေပတ်ဝန်းကျင်ကောင်းလိုတယ်ဆိုတာဘုန်းကဒါကိုချိတ်ခဲ့တာအဲ့ကြောင့်ပฏิရူပတော့ဒီပြီးတော့ရောက်ပါပြီဗျာအောင်မြင်တိုးတက်မှုကရပြီလားဆိုအေးမင်းပတ်ဝန်းကျင်ကောင်းတိဆောက်အဲ့ကြောင့်မိတ်ဆွေကောင်းရှိရမယ်စာအုပ်ကောင်းတွေဖတ်ရမယ်အဲ့ဒါတွေရဲ့အကုန်လိုရင်းရတော့မင်းပညာရရမယ် problem solve လုပ်တဲ့အခါပြဿနာတွေကိုပညာနဲ့ပဲဖြေရှင်းရမှာအောင်မြင်မှုတွေရဖို့တည်ဆောက်တဲ့အခါကျတော့ပညာနဲ့ပဲတည်ဆောက်ယူရမှာအဲ့ဒါကြောင့်ဒီအကောင်းလေးချက်ကိုပြအောင်ယူ good mind စိတ်ကောင်းထားစွမ်းရည်မြင့်တဲ့စိတ်တွေထား good friend မိတ်ဆွေကောင်းတွေရှာပေါင်း good books စာအုပ်ကောင်းတွေဖတ် good habits လေ့ကျင့်ကောင်းတွေတည်ဆောက်ဟုတ်ပလားနံပါတ်1က good mind တခုရပြီနော်နံပါတ်2 3 4မိတ်ဆွေကောင်းစာအုပ်ကောင်းလေ့ကျင့်ကောင်း၄ခုရှိတယ်အဲ့၄ခု2ခုတည်းနဲ့ပြန်ချုပ်2ခုတည်းနဲ့ပြန်ချုပ်နံပါတ်1စိတ်ကောင်းဘယ်သူတည်ဆောက်အောင်မလဲကိုယ်တိုင်တည်ဆောက်ရမယ်နံပါတ်3စာအုပ်ကောင်းဘယ်သူဖတ်ရမှာတော့နံပါတ်4လေ့ကျင့်ကောင်းတွေဘယ်သူတည်ဆောက်ရမှာတော့နံပါတ်2ဖြစ်တဲ့မိတ်ဆွေကောင်းဘယ်မှာရှာရမှာတော့ဒါကြောင့်ပတ်ဝန်းကျင်မှာမိတ်ဆွေကောင်းရှာအလေးကျင့်ကောင်းနေတဲ့စိတ်ကောင်းထားပြီးတိစအဲ့ဒါဘွားအောင်မြင်မှုအတွက်တော့ချက်ပဲဘုံဘုံရဲ့ YouTube channel မှာလည်း goal setting ကိုပြောထားတာရှိတယ်အခုလည်းဘုံစာအုပ်တွေရိုက်လူငယ်တွေအတွက်ပေါ့ကံဟုတ်ပြီအဲ့ဒါဆိုတော့မနေ့ကကြမှာဒီအကြောင်းအရာတွေကိုအကျယ်တဝန်းထပ်ပြီးတော့အချိန်ရလောက်ပြောမယ်ဒီနေ့တော့တော့ပါပဲအားလုံးမင်္ဂလာပါမပြီးသေးဘူးဘုံဘုံအပိုင်းပြီးသွားပြီကဲမေးမယ်ဆွေးနွေးမယ်သို့မဟုတ်ကိုရတဲ့ဟာပြန်ပြောမယ်ဒီအခုဘုံပြောခဲ့တဲ့ထဲကဘာသိချင်နေလဲဘာမေးချင်နေလဲသို့မဟုတ်အခုဘုံဘုံအခြေကိုနားထောင်ပြီးတဲ့အခါဘာလေးတွေ idea လေးတွေရလိုက်တယ်ဒါ discussion လုပ်မယ်အချိန်အမေးဖြေလုပ်လို့ရတယ်ဆွေးနွေးလို့ရတယ်ကိုရတာလေးတွေပြောလို့ရတယ်ကဲဒါလေးသမီးတွေပြောကွာ
ရဲပြောပညာရဲရင်ပွဲလက်တင်အတွေ့အကြုံတစ်ခါပဲဟာအတွေ့အကြုံရှိသွားတာနဲ့ပြိဿတွေမှာပြောရဲဆိုရဲတဲ့သူကမပြောရဲမဆိုရဲတဲ့သူတဲ့ရှေ့ရောက်လာတာသိတာတယ်နော်ပြောရဲဆိုရဲလူရဲကြရဲတဲ့ရှိတဲ့သူကမပြောရဲမဆိုရဲတဲ့သူတဲ့ရှေ့ရောက်လာတာတွေ့လိမ့်မယ်အခုစလေးချက်ညကဲမေးဟောတခါကြီးမေးမယ်ခဏလေးမိုက်လေးပေးလိုက်ပါဦး ဘုံဘုံဟောသွားတဲ့ဒီကျွန်တော်အဓိပ္ပာယ်မျိုးရှိပါတယ်ဘုံဗျာရှင်သန်ဖို့ဘယ်လိုကြိုးစားရမလဲဆိုတာမိကွန်းတစ်ခုပါဗျာပြီးတော့နောက်တစ်ခုကကြိုးစားဖို့ဘယ်လိုရှင်သန်ရမလဲဆိုတဲ့ဥစ္စာနှစ်ခုပါဗျာအဲ့ဒါလေးကိုဘုံဘုံဟောဖြင့်ပြီးတော့လျှောက်ထားရပါတယ်ဗျာကောင်းပါပြီကဲလက်ခုပ်တီးအားပေးပါဟုတ်တယ်ရှင်မလွယ်ဘူးမသေးစေနဲ့ဆိုတာတခါကလူတယောက်ကတန်ချင်းရှူပြီးတော့ဘယ်ကနေကောင်းတီကွာစူးချွန်ကြီးနဲ့ထိုးထားတာပြီးဒီတိုင်းသေးသွားအောင်လုပ်တာအဲ့တော့သူ့ယူကသူတယောက်ကလာလာပြောတယ်မင်းမသေးစေနဲ့မင်းမသေးစေနဲ့ရှင်တန်းနေတွေတန်ချင်းရှိတယ်ဟဲ့ဒီဇက်တွေခုတွေ့စားမှာနော်အဲ့တော့ဘုန်းတို့ကဒီတိုင်းပဲအခုသေးသွားတဲ့သူတွေဘာကြောင့်သေးတာလဲဘဝတွေသေးသွားတယ်တချို့ကျတကယ်ကိုအသက်တွေသေးသွားတယ်ဘဝသေးတဲ့သူတွေကဘာကြောင့်သေးတာလဲအဲ့ဒါကိုကြည့်ရမယ်ရှင်ရင်သေးတဲ့သူတွေကိုကြည့်ရမှာလေဘာကြောင့်သေးသွားဘဝသေးဟာတောက်စားအပြောပါးတွေများလို့လောင်ကသားတွေကျူးလို့ဘဝမှာသေးသွားတယ်မိသားစုလည်းပြိုကွဲသွားတယ်လူတော့မတိုးတော့ဘူးတဲ့အဲ့ဒါကြတော့ဘာသေးတာဟောလူလို့သူလို့သူမရှင်တန်နိုင်တော့ဘူးနော်တချို့ကအသက်ပါသေးတယ်ဘာကြောင့်အသက်သေးတာအဲ့ဒါတွေလေးလာကြည့်ပေါ့အနေတိုင်းအစားအသောက်မတက်လို့သေးတာလားတို့မို့အပေါင်းအသင်းတွေမှားလို့လားတို့မို့စိတ်နေစိတ်ထားအတွေးခေါ်တွေနေနေလို့လားဘာကြောင့်သေးတာတော့တို့မို့ကံမကောင်းလို့လားပေါ့ဒါလည်းလေးလာအဲ့ဒါလူတယောက်ကိုတွေးလိုက်တယ်မင်းနောက်၄လမြောက်တဲ့နေကြငါဒီပြန်လာခဲ့တဲ့အဲ့ဒီကျမှမင်းကငါလက်ခံပေးမယ်တဲ့ဆရာကိုမေးလိုက်ဆရာပြောလိုက်တဲ့ကအဲ့ဒီလူကဆရာပြောလိုက်တဲ့၄လကျမှပြန်လာတဲ့ကဟာမဆရာမျက်စိပြူနေငါရဲ့ဟောကြားချက်ကတခါမှမမှားဘူးမင်းနဲ့ကြမှာငါသိခါကြနေပါဦးဆရာမြင်လိုက်တယ်သူ့ရဲ့အသက်လမ်းကြောင်းကံလမ်းကြောင်းက3လပဲခံတော့မှာဆရာလည်းတိကျတွက်တာနော်တယောက်မှမလွဲခဲ့ဘူးကံလမ်းကြောင်းကိုကြည့်ပြောတာသူကလည်းဆရာကမင်းသေးမယ်လို့ပြောလိုက်တာမဟုတ်ဘူးဆရာနောက်၄လနေမှပြန်လာဆိုတော့၄လနေဘလို့ပြန်လာမလဲလို့စဉ်းစားပြီးတာအဲ့တော့ပြန်သွားတဲ့လမ်းတစ်လျှောက်မှာတစ်ပင်တွေစိုက်တာတွေရေရင်းရေကန်တွေတူးသွားတာတွေလမ်းတွေပြင်းသွားတာတွေသူ့ရဲ့အသက်ကံကိုဆက်ပေးနိုင်တဲ့ extend လုပ်နိုင်တဲ့အသက်ကို extend လုပ်နိုင်တဲ့ကံအောင်တွေထူထောင်တာဒါကြောင့်ဘုန်းတို့ကရှင်သန်ဖို့ဘုန်းနိုင်ငံမှာလှုပ်ခဲ့တဲ့တချို့နိုင်ငံမှာတော်တော်ခက်ခဲတယ်ရှင်သန်ဖို့မနေရုံးကတတိယရဲ့နေတ္တကံနဲ့ပတ်ဝန်းကျင်ရဲ့လူသူတစ်ခုတွေရှိတာလည်းရှိတယ်ဘယ်နိုင်ငံမှမလုံခြုံဘူးတော့တကယ်တမ်းရောက်တဲ့အခါတွေ့လိမ့်မယ်ဟုတ်လားအလုတ်ကွန်ရဲ့ကြီးမားတဲ့အန္တရာယ်ကြီးတဲ့ dangerous ဖြစ်တဲ့ပတ်ဝန်းကျင်မှာရှင်သန်ရတာရှိတယ်မသိအောင်တော့ဂရုစိုက်နေရတာဒါကြောင့်ဒီပြီးတော့ဘလို့ရှင်သန်ရမလဲဆိုတော့ဘုံဘုံအဖြေမရှိဘူးတခုတော့ပြောစရာရှိတယ်ဘယ်သူတွေဘာကြောင့်သေသွားတာလဲငါဝန်းကျင်မှာသေနိုင်တဲ့ပြဿနာတွေကဘာတွေရှိလဲအဲ့ဒါကိုယ့်အကိုရှာတခါကြီးဟုတ်လားတခါကြီးရဲ့အဖြေနဲ့ဘုံဘုံအဖြေနဲ့တူမှာမဟုတ်ဘူးဒါဘုံဘုံအဖြေကတခါကြီးကိုယ်တိုင်ပြန်စဉ်းစားဘဝသေသွားတဲ့သူတွေကဘာကြောင့်သေတာလဲအသက်သေသွားကြတဲ့သူတွေကဘာကြောင့်သေတာဒါဆိုတော့ငါရှင်သန်ရမယ်လို့ပြောတယ်ဆိုတော့မသိအောင်နေဖို့ဗျာဟုတ်တော့ဒါဆိုရင်တော့ရှင်းတယ်နော်အဲ့တော့ကိုယ့်ပတ်ဝန်းကျင်ကို scan ဖက်လိုက်ကိုယ့်ပတ်ဝန်းကျင်ကိုပြန်ပြီးအကဲခတ်လိုက်အဲ့ဆိုရင်ငါနဲ့အတွေ့အထိသေသွားကြပြီဒုက္ခရောက်သွားကြပြီဘဝတွေပျက်စီးသွားကြပြီဘာကြောင့်ဟာဘုံဘုံနဲ့တငယ်ချင်းတွေတန်းတူတွေအရက်တောက်လို့ကိုနဲ့သူနဲ့သူတောက်ခဲ့တာပဲဒါပေမဲ့သူတို့ကမဖြစ်နိုင်ဘူးသူတို့ဘာဖြစ်နေအခုကျသေးကုန်ကြ9ယောက်လောက်ရှိတငယ်ချင်းတွေ9ယောက်လောက်ရှိသေးတာရွာတငယ်ချင်းတွေလေကိုနဲ့သူတို့အစတော့တောက်ခဲ့တယ်ကိုကပြတ်သွားတယ်လေကိုကရှင်သန်နေတယ်သူတို့မရှင်သန်နိုင်တော့ဒါကြောင့်ဘာကြောင့်တည်းဘဝသေးတာလားအသက်သေးတာလားအဲ့ဆိုသေသွားတဲ့သူတွေကိုသင်ခန်းစာယူကို့မှာလည်းအဲ့ဒီညင်စိုးတွေရှိတယ်အဲ့တော့ငါမသေးအောင်ရှင်သန်ရမယ်ဟုတ်နော်ဒီပတ်ဝန်းကျင်သွားရင်သေတတ်တယ်ဒီလမ်းသွားရင်အန္တရာယ်ရှိတယ်အဲ့ဒါလေးတွေကိုဂရုစိုက်သွားပေါ့နောက်ကံကောင်းနေတိဆောက်ပေါ့ဒါဆိုရင်ရှင်သန်အောင်ဘယ်လိုနေရမလဲမသေးအောင်ဘယ်လိုလဲအောင်လဲဆိုတာဒါသိသွားပြီနော်ဘာဖြစ်လို့ရှင်သန်ခိုင်းတာရှင်သန်နေသမျှအခွင့်အရေးရှိတယ်ဟာလေတော့မြန်မာပြည်ကနေချင်းစရာကိုမကောင်းဘူးမြန်မာပြည်မှာနေသူတို့တက်တဲ့အကြောင်းမရှိတော့ဘူးမြန်မာပြည်ကတကယ်အရှုပ်ထုတ်ကြီးဆိုကြတာပေါ့အေးလေဒါထိုးနေတဲ့နိုင်ငံလေကွာအဲ့ဒါမင်းတို့အကုန်လုံးနိုင်ငံခြားထွက်သွားလိုက်ကြတော့
ဒီနိုင်ငံဘယ်သူတွေလာနေပါငါတော့မထွက်ဘူးဟဲ့ငါအရင်တော့ထွက်ခဲ့ပြီဒါကြောင့်ဘုန်းကြီးဖြစ်တော့အခုဘုန်းဘုန်းကိုဂျပန်ပင့်တယ်ကျောင်းရှိတယ်ဟန်ဂရီပင့်တယ်ဗီယက်နမ်ပင့်တယ်ဘယ်နိုင်ငံမှမသွားဘူးငါမြန်မာပြည်နေတာဘာဖြစ်လို့ဒီနိုင်ငံကြီးစုပ်နေလို့နေတာဒီအစုပ်ကြီးကိုမပြန်မနဲ့ကိုလွတ်ရကိုရှောင်းသွားရင်ဘယ်သူပြန်မလဲဒါကြောင့်နော်ဘုန်းဘုန်းတို့ပတ်ဝန်းကျင်ကိုကိုယ်တိုင်တိဆောက်ယူရမယ်သိသွားကြတာဘာကြောင့်တော့အသက်သိသွားတာဘဝသိသွားတာရှိတယ်ဒါကြောင့်ရှင်သန်မင်းတို့လွတ်တောင်ဘယ်လိုလုပ်မလဲဆိုတာစဉ်းစားဒါကြောင့်မသိသေးသည်၍အခွင့်အရေးရှိတယ်ဆိုတဲ့ဟာကိုမမေ့နဲ့သေးသွားရင်နိုင်ငံကောင်းကျင်ပါတယ်ပြောပြီးသေးသွားဘာမှလုပ်လို့မရတိုင်းပြည်ကောင်းကျင်ပါတယ်ပြောပြီးသေးသွားဘာမှလုပ်လို့မရပညာတက်ရှင်ပါတယ်ပြောပြီးသေးသွားရင်ဘာလုပ်လို့မရတဲ့မသေးသေးရင်အခွင့်အရေးရှိတယ်အဲ့ဒါဆိုရင်တော့မင်းတို့ချဲ့တွေးကြတော့ဗျာဟုတ်လားတော့ပေါ့တယ်နော်ကောင်းပါပြီလက်ခုပ်တီးအားပေးပါကဲနောက်တစ်ယောက်ပါအော်သမင်းအေးဟုတ်ပြီစာအုပ်ဖတ်တဲ့လူတွေတိုင်းကခေါင်းဆောင်ကောင်းမဖြစ်ပေမဲ့ဘာလို့ခေါင်းဆောင်တွေကခေါင်းဆောင်ကောင်းတွေကစာအုပ်တွေဖတ်ကြရလဲဖေ။စာအုပ်ဖတ်တဲ့လူတိုင်းခေါင်းဆောင်မဖြစ်ဘူးဟုတ်ကဲ့ဖေ။ဒါပေမဲ့ခေါင်းဆောင်တိုင်းကတော့စာဖတ်ကြတယ်ဟုတ်ကဲ့ဖေ။ဘာကြောင့်လဲပေါ့စာဖတ်တဲ့လူတွေကဘာလို့ခေါင်းဆောင်ကောင်းတွေမဖြစ်ကြရလဲဖေ။အကုန်လုံးဖတ်တယ်ဆိုရင်အကုန်လုံးဖြစ်တင်တယ်ကောင်းပါဖြစ်တင်တာမထင်ပေမဲ့ဘလို့စာအုပ်တွေဖတ်တဲ့လူစာအုပ်ဖတ်တဲ့လူတွေကမှဘာလို့အနေငယ်ပဲခေါင်းဆောင်ကောင်းတွေဖြစ်ကြရလဲဖေဟုတ်ပြီအဲ့ကြောင့်သိချင်ပါတယ်ဖေကဲလက်ခုပ်တီးအားပေးမယ်ထိုင်ပါနော်Henry Truman ကပြောခဲ့တယ် not all readers are leaders စာဖတ်တဲ့သူတိုင်းခေါင်းဆောင်ဖြစ်ဘူး but all leaders are readers ဒါပေမဲ့ခေါင်းဆောင်တိုင်းကတော့စာဖတ်ကြတယ်ဘယ်လိုစာတွေဖတ်လို့တော့စာအုပ်ဘယ်လိုဖတ်လို့တော့အဲ့ဒါပိုအရေးကြီးတယ်တချို့ကဘယ်လိုစာတွေဖတ်လို့ဘုံဘုံကကြီးဖွားနေတာတော့တဲ့ဘုံဘုံကဘယ်လိုစာတွေဖတ်လို့ပြောဟောနိုင်နေတာတော့နေနိုင်တာတော့တဲ့မဟုတ်ဘူးအဲ့ဒါတဲ့စာအုပ်ဘယ်လိုဖတ်တာလဲအရေးကြီးတယ်အဲ့ဒါစာအုပ်ဖတ်တဲ့အခါ तू က profit reading ဆိုဒီ pleasure reading တို့ရှိတယ်အပျော်ဖတ်စာတို့ဒီအကျိုးပြုစာတို့ပေါ့ pleasure reading ကတော့ဒါအပျော်ဖတ်တာပေါ့ကွာဒါတော့ဒီနေ့အမေရိကန်နိုင်ငံ Oprah Winfrey ကြားဘူးလားအမျိုးသမီးထဲမှာဆိုရင်နီဂရိုးမဝင်ဘီလီယံနာငယ်ငယ်လေးတွေကမင်း rip လောက်ခံထားတာဘဝနလန်ထူးတရားမရှိဘူးစာရီပိုက်ပြီးဘဝကိုတိဆောက်ခဲ့တဲ့ကြီးကျယ်သွားလိုက်တာဘီလီယံနာအမျိုးသမီးနီဂရိုးမ Oprah Winfrey ခုချိန်ရှိတယ်အမေရိကန်မှာနော်သူတောင်ခုချိန်ဒီကာတွန်းတွေဖတ်နေတော့မဲတယ်ကဲဘယ်စာဖတ်တယ်ဆိုတာအရေးမကြီးဘူးစာကိုဘယ်လိုဖတ်တယ်လဲအရေးကြီးတယ်မဖတ်တဲ့စာဆိုတာမရှိဘူးတဲ့အသုံးမချတဲ့စာပဲရှိတယ်တဲ့ဟုတ်ပြီနော်အဲ့ဒါကြောင့်ဘုံပြောမယ်စာကို entertainment အနေနဲ့ဖတ်တဲ့လူတစ်ယောက်ရှိတယ်နောက်တစ်ယောက်က education အနေနဲ့ဖတ်တယ်ဒါကွာသွားတာလူရင်းကြီးက entertainment အနေနဲ့ဖတ်ဘုံဘုံတို့ရွာမှာတခါကြီးတစ်ယောက်ရှိတယ်ဘုံဘုံအမျိုးမကင်းဘူးဆွေးမျိုးမကင်းဘူးငယ်ငယ်လေးနဲ့အသူအားကြခဲ့တာသာတော်ဖတ်တဲ့လူဟာဘုံဘုံကသူကျေးဇူးမကင်းဘူးသူညမကကြတော့စာအုပ်အငားဆိုင်ကွာဘုံဘုံရဲ့ personality က introvert ဘုံဘုံကိုယ့်အကုန်သိထားတယ်ဒါတွေကို introvert လား extrovert လားဆိုတော့သိတယ် personality ပါလေဘုံဘုံ introvert လူတွေအမြအခုစကားပြောငါဘယ်လောက်ကြောကြပြောနိုင်တယ်နော်အရေးရအဖတ်ရတဲ့စကားတွေအများကြီးပြောစရာရှိတယ်သူတို့အလာဘတလာဘတကယ်ချင်းနေတဲ့စကားပြောဘုံမနေတတ်ဘူးလူတွေနဲ့အလကားထိုင်ပြီးအချိန်ပြုံးပြီးစကားပြောနေတာမနေတတ်ဘူး extrovert မဟုတ်ဘူး introvert ဖြစ်တဲ့အတွက်ငယ်ငယ်လေးနဲ့အပေါင်းအသင်းအသိအများကြီးမရှိဘူးစာအုပ်တွေနဲ့ပေါင်းတာခုနစာအုပ်အငှားဆိုင်ကိုသွားပြီးတော့စာအုပ်ဖတ်ဒီဥတိုင်းကားတွေဖတ်တဲ့အခြေဝတ္ထုပဲငါမဖတ်ဘူးတဲ့သာဆိုတော်ရှားတယ်အဲ့ဒီတကာကြီးကဦးမြင့်အောင်နဲ့ဖတ်လိုက်တာအားကြစရာကောင်းလောက်စာဖတ်ညာလုံးပေါက်ဖတ်သူကြည့်လိုက်အများနဲ့စာဖတ်အခုအဲ့ဒီလူကထင်းခွေရောင်းနေတယ်ကွကြောင်မှာထင်းပေါက်ရောင်းနေတယ်တကယ်ဖြစ်စဉ်အခုတော့မရှိချတော့အနာကြီးထိပြီးတော့ဆုံးမသွားပြီမကုနိုင်သူကငါတဲ့စာဖတ်ချိန်တွေပိုများတယ်သူတို့အငှားတိုင်းမှာဘုံဘောသွားဖတ်ခဲ့တယ်ဘာကွာတော့သူက entertainment အနေနဲ့ဖြော်ပြရေးအနေနဲ့စာကိုဖတ်တာဘုံဘော education အနေနဲ့ဖတ်တာတိုင်းဝဲထုတွေကလည်းဘယ်လိုမျိုးသင်ယူရမလဲအချစ်ဝတ္ထုတွေကလည်းဘယ်လိုမျိုးသင်ယူရမလဲကတ်တုန်းတွေကလည်းဘယ်လိုမျိုးသင်ယူရမလဲပုံမြင်တွေကလည်းဘယ်လိုမျိုးသင်ယူရမလဲအဲအကြောင်းသင်တတ်တယ်တရားနာတယ်ဟောပြောပွဲနားထောင်တယ်စာဖတ်တယ် entertainment အနေနဲ့မလုပ်နဲ့တို့မြန်မာပြည်မှာကွာဖ
ုန်းကြီးတွေခုနောက်မှာဓမ္မဂရိကတွေဖြစ်လာပလင်မော်တက်တဲ့ချင်းဆိုပုံမြင်လေးတွေလျှောက်ပြောဟာဟာနဲ့ပရိသတ်တွေလည်းဟာဟာနဲ့ပဲဘာတရားမှမဟုတ်ဘူး entertainment တော့အဲ့ဒါတောင်ရှိလေးပါလေးဝှက်ပြီးတော့ခေါင်းပေါင်းလေးပတ်ပြီးဇက်ကလို့ရတယ်အတူတူပဲပလင်နဲ့ဆင်ပဲကွာအဲ့ဒါ entertainment အဲ့ဒီတရားပွဲကနေမင်းတို့ကုသိုလ်လည်းမရဘူးပညာလည်းမရအချိန်ကုန်သွားတာပဲဖတ်တယ်ဒါပေမဲ့အဲ့လိုတရားပွဲလူစီတယ်ဟုတ်လားအဲ့ဒါသဘောတော်နေတယ်နော်ကိုလုတ်တဲ့လို့ရတဲ့အတိုင်းစာဖတ်တယ်ခုနခေါင်းဆောင်ဘာကြောင့်ဖြစ်သွားသူတို့က education အနေနဲ့ဖတ်တာ education အနေနဲ့ academic ဖြစ်အောင်သူတို့ဖတ်တာကွာဒီဘက်ကလူတွေ entertainment အနေနဲ့ဖတ်တာဟာနိုင်ငံခြားသတင်းတွေဖတ်တယ်အီရန်နဲ့အစ္စရေးနဲ့ဖင်ကောင်းကြအောင်လူလျှောက်ပြီးတောင်ပြောလူလေကြအောင်သူဒါမျိုးဖတ်တာတယောက်ကကြတော့အီရန်နဲ့အစ္စရေးဖြစ်တဲ့အခါကျတော့ဘာသေးတွေတက်ဘာသေးတွေကြတယ်ဒါဆိုရင်ဘယ်လိုမျိုးရင်းနှီးရဘာခက်ခဲsurvival ပြအဲ့ဒါမျိုးကွာသွားတာသဘောပေါက်လားသတင်းတစ်ခုစာတစ်ခုအကြောင်းအရာတစ်ခုမြင်နာချင်းတောင်မနဲ့ entertainment ဘက်ကကြီးတဲ့သူရဲ့ education ဘက်ကကြီးတဲ့သူရဲ့အဲ့ဒါကွာသွားတယ်ဒါကြောင့်စာဖတ်ပြီးခေါင်းဆောင်ဖြစ်တော့တဲ့သူက education level မြင့်ပြီးတော့ academic ဘက်ကိုရောက်သွားတယ် leadership role ကိုရောက်သွားတယ်စာဖတ်တယ်ဖတ်တယ်မတိုးတက်လာဘူး entertainment အနေနဲ့ဖတ်နေတယ်တရားတွေဖတ်တယ်တရားသားတွေပြိုင်ရင်လို့အဲ့ဒါလည်း entertainment ပဲဟုတ်လားတရားတွေဖတ်တယ်အဲ့ဒီတရားအသီးတွေကိုကိုယ်ဒီမှာ apply လုပ်ချင်လို့အဲ့ဒါ education ဆိုတာကမင်းကိုတိုးတက်အောင်လုပ်တာပဲဒါပဲ education လို့ရင်မင်းကိုတိုးတက်အောင်လုပ်ပေးတာဒါကြောင့်တရားနာတဲ့စာဖတ်တယ်တိုးတက်သွားတယ်ဆိုရင် leadership role ထိရောက်အောင်သွားမယ်အဲ့ဒါရင်အနှစ်ချုပ်တာသဘောပေါက်တယ်နော်ဘာကြောင့်ကောင်းဆောင်ဖြစ်သွားတာတော့ education လို့ read လုပ်တယ်ဟောဘာကြောင့်မတိုးတက်လာတာတော့ entertainment ဘာလို့ entertainment ကိုနောက်ကိုလိုက်ရမလား education နောက်ကိုလိုက်ရမလား education is power ပညာဟာတကယ်ဆွမ်းအားပဲကွာပညာဟာဆွမ်းအားပဲ education is power knowledge is power ဒီလိုမျိုးပြောတဲ့ slogan တွေရှိတယ်ကုတ်တွေရှိတယ် knowledge is power education is power entertainment no power ဟုတ်လားအဲ့ဆိုရင်ဒါအနှစ်ချုပ်အနေနဲ့ဒါပါပဲ education နဲ့ entertainment ကွာသွားလို့ leadership role နဲ့အောက်နဲ့ဒီလိုကွာသွားတာပါလို့ဖြေချင်ပါတယ်နော်လက်ကိုဒီအားပေးပါ next one တမ်းမိမယ်ဒီတစ်ခါသမီးတွေအလှည့်ပေးဦးမယ်နော်အမျိုးသမီးတွေဥသာမပေးဘူးလို့ရှိနေမှာဆိုလို့နော်ပြောပြင်မယ်အကတမ်းမေးပြီးတော့သိကျင်တာကတော့လူတွေကရှင်သန်ခြင်းနဲ့နေထောင်ခြင်းမှာရှင်သန်ခြင်းမှာတောကတွေဝေဒနာတွေခံစားရလို့ပြောရဖြစ်ခြင်းများတောကဝေဒနာခံစားတော့သူတို့အိုက်တောင်မခံနိုင်လို့တည်ဆုံးသွားကြရရှင်များအဲ့ချိန်မှာရှင်သန်ခြင်းနဲ့တည်ဆုံးခြင်းကဘယ်ဟာပို့ပြီးတော့တောကတွေခံစားရပါလဲဖေ။ကောင်းလိုက်တာကဲလက်ခုပ်တီရပြီပါအဲ့ဒါလေးခဏလေးဘောပြန်မေးဦးမယ်တောကတွေဝေဒနာတွေမရှိဘူးအောင်ဆိုပြီးတော့တည်ဆုံးသွားပဲအောင်မြင်တည်ဆုံးသွားတာလားဟုတ်ပါအောင်ရှင်များငါအရှုံးမပေးချင်တာတင်တော့အရှုံးမပေးနဲ့အဲ့ဒီစိတ်ဓာတ်ကိုမင်းတို့မွေးထားမယ်နလန်မထူနိုင်လို့သေဆုံးသွားတဲ့ဆိုတဲ့လူကပါတန်ဖို့မှမရှိဘူးတောကဝေဒနာအခုမရှိဘူးလေနောက်ဘဝထပ်ချင်ပါလေအဲ့လူရဲ့တစ်ခုခုပြဿနာဖြစ်တာနဲ့သေချောင်းကြံတယ်ဆိုတဲ့ညင်ဆိုးကြီးကတန်တယ်တစ်လျှောက်ပါသွားမင်းဘယ်တော့မှမတိုးတတ်တော့ဒါကြောင့်ဒီတောကတွေဒီဝေဒနာတွေဘာကြောင့်ဖြစ်တာတော့လို့ root cause ကိုရှာပညာမတက်လို့လားစီဝါမရှာခဲ့လို့လားလူပေါင်းတဲ့မတက်လို့လားတို့မဟုတ်စိတ်ရခံစားချက်တွေနောက်ကြည့်ပဲလိုက်နေလို့လားကိုယ့်ရဲ့ emotion တွေဘာတွေမထိန်းနိုင်လို့လားအပျော်အပန်းကိုပဲအောင်စိုက်နေလို့လားဒါကိုပြန်စဉ်းစားရမှာလေအဲ့လိုစဉ်းစားတာကပညာပဲတော်ပြီကွာမစဉ်းစားခြင်းဘူးသေအေးတာပဲဆိုသေမအေးဘူးသေတော့ငရဲကြပိုးပူမှာနော်ဟုတ်လားမှန်ပါဗျာအခုဒီကနေမင်းတို့ရန်ကုန်သွားမယ်ဘယ်လိုသွားမလဲကားထိသွားမှာဗျာကားနဲ့သွားမယ်နော်မှန်လားပါဗျာလမ်းကြောင်းသိကြတယ်နော်ဒီကနေအီရန်ကိုမင်းတို့ဘယ်လိုသွားမလဲပြစ်ချလိုက်မှာပေါ့ဒါဆိုဘယ်လိုသွားမလဲမသိကြဘူးမသိကြတဲ့နေရာပြဿနာပိုများတယ်လို့မှတ်ထားမသိကြတဲ့နေရာပြဿနာပိုများတယ်ငါဒါကြောင့်အရှုံးမပေးနဲ့ဒီတောကပရိဒီဝါဆိုတာကိုယ့်ရဲ့အရေးချင်းကိုမြင့်ပေးတာပဲမင်းကို level up ဖြစ်ပေးတာလေဟုတ်လားမှန်ပါပါဆိုအဲ့ဒီဟာကိုမင်း pass လုပ်နိုင်ရင်မင်းနောက်တစ်ဆင့်မြင့်သွားပြီ road တစ်ခုတက်သွားပြီ block ပျော်စရာကောင်းလဲဘဝဆိုတာအဲ့ဒါပဲဘဝဆိုတာအဲ့လိုမျိုးစိန်ခေါ်မှုတွေနဲ့ရှိနေမှလူကနုံနုံကြကြရှိတာအမြဲတမ်းအစဉ်ပြေးနေဘဝသိပ်ပြီးတော့တာယာလုံးတယ်တ
တိတ်ပြီးတော့ဖွံ့ဖြိုးတိုးတက်မှုမရှိဘူးဒါကြောင့်ဘုန်းကြီးလိုက်ခက်ခဲရှိလူလိုက်ခက်ခဲရှိတထေးကြီးတွေလည်းလွယ်ကူးတွေနဲ့မထင်နဲ့တထေးလောက်ပြဿနာများလူစင်းရဲတွေလည်းလူစင်းရဲလောက်ပြဿနာများတယ်ဘဝဆိုတာပြဿနာပေါင်း16000နဲ့ရှင်သန်အောင်နေတာကိုဘဝလို့ခေါ်တယ်မရှင်သန်နိုင်လို့သေသွားရင်ကိုမသေးကြတဲ့နေရာကပိုးပြီးခက်ခဲတယ်လို့မမင်းနဲ့အဲ့ဒါမလို့သေတရားကောင်းသေးလားကောင်းပါဗျာအဲ့ဆိုတားရဲ့မိကုံဘုံကပြန်ပြီးမိကုံထုတ်မယ်အဲ့ဒါခုနသောကပရိဒီဝတွေဝေဒနာတွေကင်းအောင်ဆိုပြီးကိုယ့်ကိုစူးစိုက်လုပ်ပြီးသေသွားတဲ့သူရဲ့သေခြင်းကတကယ်အောင်မြင်မှုအစစ်လားဟုတ်ပါအောင်ဗျာအဲ့ဒါဆိုဘာကြောင့်အသေးခံမလဲကွာမသေးသေးသည်၍ခွင့်ရရှိပါဗျာအသက်သက်လုံးပတ်တာအသေးကိုမခံနဲ့သေခြင်းကနောက်ဘဝလည်းပြဿနာရှိသေခြင်းတာနောက်ဘဝလည်းပြဿနာရှိသေခြင်းတာအဖန်900ပြေးလို့အဲ့ဒီညင်စိုးကကုန်းသွားရင်တော်သေးတယ်အဲ့ဒီညင်စိုးကမကုန်းဘူးဆိုရင်သေရောဒါကြောင့်မလုံးနဲ့နော်မလုံးနဲ့အဲ့ဒါကိုပြောတာဟုတ်လားအဲ့ဒါရင်မတည်သေးသေးခွင့်ရရှိတယ်ဆိုတာမမေ့နဲ့မသိတဲ့နေရာကမတည်ကြတဲ့နေရာကပြဿနာပိုများတယ်တည်ကြတဲ့ဟာကိုဖြည့်ရှင်းပြလိုက်ပါအရင်ရှင်းတိဆောက်ပြလိုက်ပါရပြီလားမှန်ပါဗျာလက်ကိုရရပြီပါသားနော်ကဲသမီးတဲ့အလှည့်ပြေးပါမယ်ကွာတယောက်ဘုံဘုံဗျာဘာသာရေးအရာမိဖုရားသည်ဗျာဗုဒ္ဓဘာသာလူခွင့်ရေးကိုပြေဝပေးတယ်လေကိုရှင်းပြပေးပါဗျာဟုတ်ပါပြီကဲလက်ကိုရရပြီပါထိုင်မယ်နော်ထိုင်လို့ရပြီဘုံဘုံဖြစ်ပြီပါဏာတိပါဒဘယ်သူမှမတတ်နဲ့တဲ့နော်နံပါတ်1ပါဏာတိပါဒဘယ်သူမှမတတ်နဲ့တဲ့လူခွင့်ရေးတွေမှာတတ္တဝါအခွင့်ရေးအပြည့်အဝပေးထားတာအခုလူခွင့်ရေးလို့အော်နေတဲ့နိုင်ငံကသူ့နိုင်ငံသားတွေကြတော့မှ9ယောက်လောက်သေးတာကိုငိုးပြအီရန်လူတွေကြသိမ့်နဲ့ချီတက်နေတာအဲ့ဒါတရားလားတရားပါဘုရားဒါပေမဲ့သူတို့ကလူခွင့်ရေးတိုင်းဖို့ကတ်ထားတာကွာယတနာဒီမှာသဘုရားဘာသာဟေးတကယ်လူခွင့်ရေးအစ်စ်နော်ဘယ်သူမှမတတ်နဲ့တဲ့ဘယ်ဘာသာဝင်မှမတတ်နဲ့တဲ့အကုန်လုံးကအသက်ရှိသူ့တန်ဖိုးနဲ့တူရှိနေတာပဲဟုတ်လားအဲ့ဒါပညာနဲ့မဖြေရှင်းနိုင်လို့လက်နဲ့ဖြေရှင်းတာကွာတော့ကမ္ဘာလူခွင့်ရေးကိုပါဆွဲဆုပ်ပြလိုက်တယ်လို့ဖြစ်သွားနော်ဒါကြောင့်ဘုရားဘာသာကောင်းတာကိုဒါကြည့်သူများအသက်မသက်နဲ့ကွာလူတိုင်းမှာအခွင့်အရေးကိုယ်တည်ရှိတယ်ဆိုးခွင့်လည်းရှိတယ်ကွာမိုက်ခွင့်လည်းရှိတယ်ကွာရိုင်းခွင့်လည်းရှိတယ်ကွာဟုတ်လားအဲ့ဒါမင်းကကြီးကျယ်မြင့်မြတ်တဲ့လူဖြစ်ချင်းအဲ့ဒီကြီးကျယ်မြင့်မြတ်သူကဆိုးတဲ့သူကိုလိမ္မာအောင်လို့မိုက်တဲ့သူကိုလိမ္မာအောင်လို့ရိုင်းတဲ့သူကိုယဉ်အောင်လို့အဲ့လိုမျိုးပညာနဲ့ဥဆောင်အောင်ပါလေဆိုးတတ်ပြလိုက်တာပေါ့ကွာဆိုတော့ဟောအခွင့်အရေးဆုံးရှုံးသွားတယ်ဆိုးခွင့်မရှိဘူးလားဘုံဘုံတို့မကောင်းနေဘူးလေမကောင်းသေးတွေဆိုးခွင့်ရှိတယ်နော်ဒါကြောင့်ပါဏာတိပါဒသူ့တတ်တဲ့သူ့ဥစ္စာမခိုးနဲ့တဲ့ဟိုမှာသူများနိုင်ငံရင်းနေလို့ချင်လို့လုပ်နေတာနော်သူများနိုင်ငံတန်သားသားတွေကိုအစီစုပ်ဂိုကူးစုပ်ချင်လို့လုပ်နေတာဒါပေမဲ့ तू ကအင်အားကြီးတဲ့အခါ तू လောက်တာကြအကောင်းနဲ့ gain အစ္စရေးကလည်းဂါဇာဘက်မှာသွားပြီးတော့အစာအုပ်တွေဟိုအစ္စရေးဘက်အီရန်ဘက်ပါပြီးပြောနေတာမဟုတ်ဘူးနော်ဒါဘာဝကြကြကိုပြောတာကမ္ဘာလူလေကြီးတွေဖြစ်နေတဲ့ဟာကိုပြောတာအဲ့ဒီလူတွေကလူခွင့်ရေးတိုင်းဖို့ကြအကြီးရေးထားတာဟောအဲ့ဒီအတွက်လူခွင့်ရေးဆိုတဲ့အဖွဲ့အစည်းတွေကိုဖွဲ့ထားတာလူခွင့်ရေးဆိုတဲ့အစည်းအဝေးတွေတောက်လျှောက်လုပ်ပြီးတော့ကြေညာချက်တွေထုတ်နေတဲ့သူတွေညသာပြရှင်အဲ့လိုမပြောခဲ့ဘူးသူတတ်မတတ်နဲ့ကွာသူဥစ္စာမခိုးနဲ့တဲ့သူတစ်ပါးတရားသာရတွေမတရားမယူနဲ့တဲ့သူတို့ကပိုင်ဆိုင်တဲ့ဟာမပေးချင်တဲ့ဟာတွေမတရားမယူနဲ့ကွာတဲ့တရားသဖြင့်တော့ကိုကြိုက်တဲ့လောက်ယူနော်သူကလူလိုချင်းချင်းပေးလိုက်ရင်ကိုအရေးချင်းရှိယူနိုင်တဲ့လောက်ယူနော်ဒါယူလို့ရမတရားမယူနဲ့ဟာသူသားမရမယ်မပြစ်မှားမစော်ကနဲ့မဖြက်သီးနဲ့တဲ့ကဲဘလောက်လူသားလောကကြီးကိုငြိမ်းချမ်းအောင်တာယာဆူပြီးအောင်ယဉ်ကျေးတိမ်မွေးအောင်အခွင့်အရေးတွေဘလောက်ဖန်တီးပေးထားလိုက်တယ်လေသူသားများတွေပြမမစော်ကားနဲ့တဲ့လိမ့်ညာမပြောနဲ့တဲ့တကဘာလုံးလူလိမ့်နေအဲ့ထရန့်ကအလိမ့်ဆုံးဟုတ်လားကောင်းမှကနေလိမ့်နိုင်မှတမာတိဆိုတာမျိုးလို့အဲ့လိုမျိုးဖြစ်နေကဘာမှာလေသူကလိမ့်လိုက်တော့မိန်ခွန်းပြောတယ်တဲ့အမလေးအဲ့ဒါသူ့ရဲ့လမ်းစဉ်မဟုတ်ဘူးရော်နယ်ရီကင်းရဲ့လမ်းစဉ်လောက်ခဲ့တာအဲ့ဒါကိုအယူကွက်လို့ခေါ်တယ်အမေရိကန်မှာရော်နယ်ရီကင်း20တက်သွားတယ်ဒီထရန့်လိုပဲနှစ်ခါသမသားဖြစ်တယ်အဲ့လိုပဲအယူကွက်နေနဲ့တောင်းပြောအေးဟာရွှေသေးတက်တော့မှာကွာတော့ကြရွှေသေးမတက်မလို့မပြောပါဘူးရည်နေသေးလက်တက်တက်နိုင်တယ်ပြောတာပါလုံးပြန်ရောဟိုဘယ်လိုက်လို့လွယ်တကဘာလုံးဟိုအော်တောင်းတင်းဖြစ်အောင်လုပ်တာလိန်ပြောတယ်ညာပြောတယ်ထင်အားဆိုင်ရိုက်ပြီးပြောနေတယ်အဲ့ဒါမျိုးတွေမလုံးနဲ့တဲ့ဟုတ်လားဘုရားဘာသာပြောတယ်နော်အဲ့ဒါတွေမလုံးနဲ့တဲ့လူခွင့်ရေးပဲဟာ
မွေးအသေးစားတွေကိုကိုယ်တိုင်လည်းမသုံးနဲ့တဲ့သူတော်ဘာတွေလည်းဘဝတွေပျက်စီးအောင်မဖြန့်နဲ့တဲ့မယောင်းနဲ့တဲ့ gain ဘလောက်ကောင်းဒီလောက်အခွင့်အရေးပေးတဲ့ဘာသာပေါ့ဘယ်နိုင်ငံမှာရှိလို့တော့ဟုတ်တယ်နော်မင်းတို့ယဟန္တာဖြစ်အောင်ကြည့်မယ်ဆိုရင်ဖြစ်ခွင့်ရှိတယ်တဲ့တထေးဖြစ်ခြင်းနဲ့ဆိုရင်လည်းတထေးဖြစ်နေတို့ဘုရားသင်ပေးခဲ့တယ်တဲ့ဟုတ်လားဆင်းရဲသွားတဲ့အကြောင်းတွေဘာကြောင့်ဆင်းရဲသွားတယ်ဆိုတဲ့ဟာတွေလည်းလမ်းညွှန်ခဲ့တယ်ဟောဒီဟာတွေကဆင်းရဲတဲ့ဟာတွေဆိုပြီးသင်္ကန်းသာယူနိုင်အောင်ပြောပေးခဲ့တယ်တဲ့လောကကြီးပွားဖို့အတွက်ရောဓမ္မစီးပွားတွေတိုးပွားဖို့အတွက်ရောပြည့်ပြည့်စုံစုံအလကားတပြားမှမရဘဲနဲ့ပြောပေးခဲ့တာဗုဒ္ဓဘာသာဘုရားပဲအခွင့်အရေးအပြည့်အတူတူပေးခဲ့တာ discrimination ယောက်ျားကပါဝါမြင့်လို့တစ်မျိုးမိန်းမကပါဝါနှိမ့်လို့တစ်မျိုးလို့ခွဲလည်းမထားခဲ့ဘူးဘုရားဘာသာမှာ discrimination ခွဲခြားဆက်ဆံတာမရှိဘူးအဲ့ဒါကြောင့်ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာထက်ပိုကောင်းတဲ့အခွင့်အရေးလူအခွင့်အရေးကိုပေးနိုင်တဲ့လူအခွင့်အရေးနဲ့ပတ်သက်ပြီးဟောနိုင်တဲ့ဘာသာမရှိဘူးကမ္ဘာမှာကနေ့ဘာသာပေါင်း9000လောက်ရှိတယ် One religion ဆိုပြီးတော့ Google မှာရှာကြည့်လိုက်လူတွေတန်း8000ကျော်ဘာသာပေါင်းက9000ဝန်းကျင်ရှိတယ် roughly တဲ့အကြမ်းပြင်းအဲ့ဒီ9000ဝန်းကျင်ထဲမှာမှဗုဒ္ဓဘာသာဟာထေရဝါဒတန်150ဝန်းကျင်ပဲရှိအဲ့တန်150ဝန်းကျင်ထဲမှာဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးစနစ်တကျလေ့လာသင်ယူထားတဲ့သူဟာတတန်းမှပြည့်ရလားလို့စဉ်းစားကြရှိတယ်ဒါကြောင့်ဗုဒ္ဓဘာသာကိုအပြည့်မြင်ပြီးတော့ပြောနေကြတာရှိတယ်နော်အခုဒီမှာကြီးမိကုံမေ့ပေးတဲ့အတွက်ကျေးဇူးတင်တယ်အဲ့တော့ဗုဒ္ဓဘာသာရဲ့ base အခြေခံပဲဘာမှမပြောသေးဘူးငါးပါးသီလကိုကလူအခွင့်အရေးတွေမကဘူးလောကကြီးတစ်ခုလုံးအတွက်လွတ်လပ်စွာအခွင့်အရေးကိုပေးထားတဲ့ဘာသာဘယ်ဘာသာမှဒီလောက်ပြည့်ပြည့်စုံစုံအခွင့်အရေးကိုဖော်ကျူးထားတဲ့ဘာသာလုံးဝမရှိဘူးဒါကြောင့်ဘုံဘောကဗုဒ္ဓဘာသာကိုကြည်ညိုတာဘောပေါက်လားအဲ့ဆိုရင်တော့တန်ကြီးရှိတဲ့အချိန်လေးဒီနေ့ရတော့ဒီလောက်ပါပဲเนาะအားလုံးမင်္ဂလာပါ